ပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီဗီဒီယိုဖိုင်လေးထဲမှာဘာကြောင့်အီရန်ဘက်ကရပ်တည်ရတာလဲเนาะထို့တူပဲဒီအီရန် Israel US တို့ရဲ့ဒီပြဿနာကကျွန်တော်မြန်မာနိုင်ငံနဲ့ဘာမှမသက်ဆိုင်ပဲနဲ့ဘာလို့အခုမှထပ်ပြောရတာလဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်အီရန် Israel ဖြစ်တဲ့ဒီပြဿနာမှာကျွန်တော်ဒီအီရန်ဘက်ကရပ်တည်ပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်မတရားသဖြင့်ကျူးကျော်အကြမ်းဖက်တိုက်ခိုက်ခံရတဲ့အတွက်ကိုအီရန်ဘက်ကရပ်တည်ရခြင်းဖြစ်ပါတယ်ဒီလိုရပ်တည်တယ်လို့ပြောတဲ့နေရာမှာအီရန်နိုင်ငံရဲ့လက်ရှိအစိုးရနဲ့ပြည်တွင်းထဲကဒါအခြားခွဲခြားဖိနှိပ်မှုတွေနဲ့မသက်ဆိုင်ဘူးဒါအစ္စရေးအီရန်နိုင်ငံဖြစ်တဲ့ဒီစစ်ပွဲမှာအကြောင်းတရားအားဖြင့်အီရန်မန်ကန်ဆိုတဲ့ဘက်ကရပ်တည်ရခြင်းဖြစ်တဲ့အတိတ်ကာလသမိုင်းကြောင်းတွေနဲ့အနာဂတ်ကာလကိစ္စတွေကိုကျွန်တော်ဒီထဲမှာပြောဆိုခြင်းမရှိဘူးဒါဒီကိစ္စတွေလည်းမသက်ဆိုင်ဘူးเนาะပြီးတော့စစ်ပွဲဖြစ်လာရတဲ့အကြောင်းရင်းကိုပြန်သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်အစ္စရေးကမတရားသဖြင့်စတင်ကျူးကျော်အကြမ်းဖက်ပြီးတိုက်ခိုက်တာဖြစ်တယ်အကြမ်းဖက်ပြီးတိုက်ခိုက်တာပါเนาะကျွန်တော်အဲ့လိုပဲအကြမ်းဖက်တယ်လို့ပဲကျွန်တော်သုံးပြရစေเนาะအဲ့တော့အီရန်က US နဲ့နျူကလ িয়ার ကိစ္စမှာညှိနှိုင်းမှုတွေစပယ်ဝိုင်းပေါ်မှာလုပ်နေကြတယ်အစီအမပြေမှုတွေရှိပေမဲ့ဆက်လက်ပြီးဆွေးနွေးနေစေဖြစ်တယ်ဆိုတဲ့အခြေအနေမှာအစ္စရေးကစတင်ပြီးတော့မှအီရန်နိုင်ငံရဲ့เนาะတာဝန်ရှိတဲ့စစ်ဦးစီးချုပ်နိုင်ငံရဲ့စစ်တပ်မှာအရေးကြီးဆုံးဖြစ်တဲ့စစ်ဦးစီးချုပ်ကိုလုတ်ကြံတပ်ဖြတ်တယ်ဗျာထို့တူပဲဒီနိုင်ငံမှာရှိတဲ့နျူကလ িয়ার ပညာရှင်တွေကိုတပ်ဖြတ်တယ်ဗျာအဲ့တော့အီရန်ကပြန်ပြီးတော့မှတိုက်ခိုက်တဲ့အတွက်ကိုဒီစစ်ပွဲဖြစ်တယ်အစ္စရေးကကျူးကျော်လို့အီရန်ကပြန်တိုက်တာနော်မတရားသဖြင့်လုပ်လို့အီရန်က US နဲ့စပယ်ဝိုင်းပေါ်မှာဆွေးနွေးနေပါလိမ့်မယ်အစ္စရေးကအဲ့လိုတိုက်ခိုက်တာဖြစ်တဲ့အတွက်ကိုအီရန်ကပြန်တိုက်တယ်အဲ့တော့ဘယ်သူကမားလဲဘယ်သူကမန်လဲလို့ပြန်သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်စတင်ပြီးအကြမ်းဖက်တဲ့သူအစ္စရေးကဒါမတရားကျူးကျော်တာဖြစ်တဲ့အတွက်ကိုကျွန်တော်အီရန်ဘက်ကရပ်တည်တယ်ထို့တူပဲအီရန်ကငြိမ်းချမ်းတဲ့နီးလန်းနဲ့ကိုသူကတွားနေတယ်စပယ်ဝိုင်းပေါ်မှာဆွေးနွေးနေပါလေရက်နဲ့အစ္စရေးကသူနဲ့မသက်ဆိုင်ဘဲနဲ့လာပြီးတော့မှတိုက်ခိုက်တယ်လာပြီးတော့မှအကြမ်းဖက်တာဖြစ်တဲ့အတွက်ကိုကျွန်တော်အီရန်ဘက်ကရပ်တည်တယ်เนาะဒါတစ်ချက်နောက်ပြီးတော့ပြောချင်တာကနျူကလ িয়ার နဲ့ပတ်သက်တဲ့ကိစ္စပေါ့เนาะအစ္စရေးကပြောတယ်အီရန်ကနျူကလ িয়ার လက်နက်ကိုမကြခင်ပိုက်တော့မှာအဲ့လိုပိုင်သွားလို့ရှိရင်ကျွန်တော်တို့နိုင်ငံတွေကျွန်တော်တို့ဒီအခြားနိုင်ငံတွေသူတိုက်ခိုက်လိမ့်မယ်မတရားသဖြင့်လုပ်လိမ့်မယ်ဆိုပြီးတော့မှ तू ကအဲ့လိုပြောပြီးတော့မှလက်ဦးမှုယူတဲ့အနေနဲ့တိုက်ခိုက်တာပါတဲ့အဲ့လိုတိုက်ခိုက်တာကိုမြန်မာနိုင်ငံလူတွေကလည်းထောက်ခံကြတယ်အစ္စရေးဘက်ကပေါ့နော်ဆိုတော့ဒီဟာကမှန်လားမှားလားလို့ပြန်သုံးသပ်ကြည့်အောင်အဲ့တော့အစ္စရေးရဲ့လက်ရှိအစိုးရဖြစ်တဲ့နတန်ယာဟုကဒီလိုစကားတွေပြောခဲ့တာလောဘခဲ့တဲ့နှစ်ပေါင်း25နှစ်လောက်ကတည်းကပဲဒီအနေငယ်လအတွင်းမှာ3လလောက်မှာ6လလောက်မှာအီရန်ကနျူကလ িয়ার လက်နက်ထုတ်ပြီးတော့ကျွန်တော်တို့တိုက်တော့မယ်ခင်ဗျားတို့တိုက်တော့မယ်ကျွန်တော်တို့သူ့ကိုတိုက်မှရမယ်သူ့ကိုတတ်မှရမယ်သူ့ဘာလို့မှရမယ်ဆိုပြီးပြောခဲ့တာကလောကတဲ့နှစ်ပေါင်း25နှစ်ကတည်းကအဲ့ဒီအကြောင်းတွေကိုဗီဒီယိုဖိုင်လုပ်ပြီးတော့မှသူပြောခဲ့သမျှနှစ်တွေနဲ့ပေါ့နော်ဒီပြောခဲ့တဲ့စကားတွေကိုယူပြီးတော့မှအမေရိကန်နိုင်ငံသားတယောက်ကကျွန်တော်တို့ဗီဒီယိုကကျွန်တော်ဒီမှာ Instagram မှာတင်ထားတဲ့ဟာရှိတယ်။တမိုင်းကြောင်းရဲ့ real ဗီဒီယိုဖိုင်တွေ record တွေကိုပြန်ယူပြီးမှပြလာ။သူပြောနေတဲ့3လ6လဆိုတာက25နှစ်ဖြစ်သွားပြီတဲ့။အခုတက်ထိအီရန်မှာနော်နျူကလ িয়ার လက်နက်တကယ်ပိုင်ဆိုင်တယ်ဆိုတဲ့အထောက်အထားဘာမှလည်းမရှိသေးသလိုနော် IAEA အဖွဲ့ကတော့မှအီရန်မှာအဲ့လိုလက်နက်အဲ့လိုနျူကလ িয়ার လက်နက်မရှိသေးဘူးလို့တရားဝင်ကြေညာထားပါလျက်နဲ့ဘာဖြစ်လို့သူကတွားတိုက်ရတာလဲတကယ်ကြတော့ဗျာကျန်တဲ့နျူကလ িয়ার လက်နက်ရေတို့ဘာလို့ညာလို့အကြောင်းပြတာကဘာမှမဟုတ်ဘူးနိုင်ငံရေးအကျိုးမြတ်ရယူခြင်းလို့အဓိကမရတော့အဲ့ဒါပဲနော်နိုင်ငံရေးပါဝါတိဆောက်ခြင်းနဲ့အကျိုးမြတ်ကိုအခြေခံတယ်နော်ပြီးတော့နောက်ွယ်မှာတော့ဘာသာရေးအစိုးရမှုလည်းပါတယ်နော်ဒါကြောင့်မလို့မတရားသွားပြီးတမတိုက်ခိုက်တော့ခံရတဲ့သူကအီရန်ဖြစ်တဲ့တော့အီရန်မှာခုခံကာကွယ်ပိုင်ခွင့်ရှိတယ်ဒါပေမဲ့နိုင်ငံတကာမီဒီယာတွေမှာကမတရားသွားပြီးတော့မှကျူးကျော်တဲ့အစ္စရေးကခုခံကာကွယ်ပိုင်ခွင့်ရှိပါတယ်ဆိုတာမျိုးလည်းပြောလို့အစ္စရေးကပဲကမ္ဘာလုံးဆိုင်ရာဒါခုနမျိုးအီရန်ကနျူကလ িয়ার လက်နက်နဲ့ကမ္ဘာလုံးတိုက်တော့မှမလို့သူကနေပြီးတော့ကာကွယ်တဲ့သူရဲကောင်းလို့ပြောကြတယ်မီဒီယာတွေကလည်းပြောကြတယ်မြန်မာပြည်မှာရှိတဲ့ဘတ်ကွဲနေကြတဲ့ဟိုအုပ်စုဒီအုပ်စုကွဲနေကြတဲ့မြန်မာနိုင်ငံကနိုင်ငံရေးသမားတွေအများစုခလည်းပဲအစ္စရေးဘက်ကရပ်တည်ကြတယ်နော်ဆိုတော့ဒါတစ်ချက်ဒါနော်နောက်တစ်ချက်ထပ်ပြီးတော့ကျွန်တော်တို့ဆွေးနွေးကြည့်ရမယ်ဆိုလို့ရှိရင်နျူကလ িয়ার ကိစ္စပေါ့ဗျာနော်နျူကလ িয়ার ဆိုတာကမကောင်းတာကြီးပဲတွေးလို့မရဘူးနျူကလ িয়ার စွမ်းအင်ဒီကောင်းကျိုးတွေအများကြီးရှိတယ်နျူကလ িয়ার စွမ်းအင်ကိုအသုံးပြုပြီးတော့မှလျှက်စစ်ထုတ်မယ်ဆိုလို့ရှိရင်ကျန်တဲ့အရာတွေကိုအသုံးပြုပြီးလျှက်စစ်ထုတ်တာထက်ကိုအစထောင်တော့သူကပို့ပြီးတော့မှစွမ်းအားကိုရနိုင်တယ်လျှက်စစ်ကိုရနိုင်တယ်ထို့တူပဲတပ်ပတ်ဝန်းကျင်ကိုအများကြီးထိသိမ်းနိုင်တယ်ဥပမာဆိုလို့ရှိရင်လေထုညစ်ညမ်းမှုကိုအများကြီးကျန်တဲ့အရာတွေနဲ့စားလိုက်အများကြီးသူက short ချနိုင်တယ်ဟိုကောင်းကျိုးတွေအများကြီးရှိတယ်နျူကလ িয়ার စွမ်းအင်ကဒါကြောင့်မလို့ဖပျိုးတိုးတက်ချင်တဲ့နိုင်ငံတွေကနျူကလ িয়ার စွမ်းအင်ကိုပိုင်ဆိုင်ချင်ကြတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့မကောင်းတဲ့ဘက်မှာတော့ဒီနျူကလ িয়ারကိုလက်နက်ဖြစ်နေအသုံးပြုတယ်လို့ရှိရင်ကဘာဖြစ်လို့ရတယ်အားလုံးသိကြတဲ့အတိုင်းပဲနော်ဒီတော့နျူကလ িয়ার လက်နက်ကိုကဘာမှာတ
တရားဝင်ပိုင်ဆိုင်ထားတာကတော့နိုင်ငံ9နိုင်ငံအလုံးတိကျတဲ့အတိုင်းပဲဗီဒီယိုအာဏာကိုပိုင်တဲ့နိုင်ငံ9နိုင်ငံဖြစ်တဲ့ဒါ US ရယ် Russia ရယ်တရုတ်ရယ်ဒါပြင်သစ်ရယ် UK ရယ်ပေါ့နော်ဒီနိုင်ငံတွေကတော့ပိုင်ကြတယ်ကျန်တဲ့နိုင်ငံတွေမှာတရားမဝင်ဘဲနဲ့ပိုင်ထားတဲ့နိုင်ငံတွေလည်းရှိတယ်အဲ့ဒါ၄နိုင်ငံရှိတယ်ဗျဒါအိန္ဒိယရယ်ပါကစ္စတန်ရယ်မြောက်ကိုရီးယားရယ်အစ္စရေးရယ်နော်ကျန်တဲ့နိုင်ငံတွေကတော့လက်ရှိမှာနျူကလ িয়ার မှာပိုင်ဆိုင်ကြသေးဘူးပေါ့နော်တချို့နိုင်ငံတွေကလည်းသူတို့ဒီနျူကလ িয়ার စွမ်းရည်အသုံးပြုနိုင်ဖို့လုပ်နေကြတယ်တချို့တွေကလည်းခိုးပြီးတော့လုပ်နေချင်တယ်လုပ်နေမှာပေါ့ဗျာဘယ်သူမှတော့မသိနိုင်ဘူးဒါနိုင်ငံတိုင်းကတော့နျူကလ িয়ার လက်နက်မရှိရင်အနိုင်ကျင့်ခံရမယ်ဆိုတဲ့အနေအထားဖြစ်လာတဲ့အချိန်မှာနျူကလ িয়ার လက်နက်မရှိရင်မရဘူးဆိုတာမျိုးတွေးပြီးတော့မှနျူကလ িয়ার လက်နက်တွေကိုဒါသူတို့ထုတ်နေတာလည်းရှိကောင်းရှိနိုင်တယ်ဒါဘယ်သူမှပြောလို့မလို့ဒါနိုင်ငံရေးပဲဒါနိုင်ငံရေးအခင်းကျင်းရအဲ့လိုမျိုးဖြစ်လာတာလည်းရှိနိုင်တာပဲဒါပေမဲ့တကယ် record မှာတကယ်နိုင်ငံတကာရဲ့မှတ်တမ်းတကယ်လက်ရှိအခြေအနေတွေမှာနော်ပြန်သုံးသပ်ကြည့်လို့ရှိရင်ဒီ nuclear ဆိုတဲ့စွမ်းအင်ကိုအသုံးပြုဖို့အတွက်ကိုနိုင်ငံတကာဥပဒေဆိုတာရှိတယ်နိုင်ငံတကာဥပဒေကိုလိုက်နာဖို့အရေးကြီးတယ်ဘာလို့အရေးကြီးလဲနိုင်ငံတကာဥပဒေဆိုတာကဘာလဲလို့မေးလို့ရှိရင်နိုင်ငံတကာဥပဒေဆိုတာကကျွန်တော်တို့ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်းမှာနောက်ထပ်ပြီးတော့မှနော်ကျွန်တော်တို့ကမ္ဘာမှာကမ္ဘာစစ်ကြီးတွေမဖြစ်လာဘူးကမ္ဘာကြီးငြိမ်းချမ်းဖို့နော်ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်ဖို့လူသားတွေကောင်းအောင်ကောင်းကျိုးလုပ်ဖို့အတွက်ဆိုပြီးတော့မှကုလသမဂ္ဂအဖွဲ့ကြီးပေါ်ပေါက်လာတာဒီကုလသမဂ္ဂအဖွဲ့ကကမ္ဘာမှာရှိတဲ့နိုင်ငံတွေအကုန်လုံးပူးပေါင်းပြီးတော့မှငါတို့တွေကငါတို့ကမ္ဘာကိုငါတို့လူသားတွေတယောက်နဲ့တယောက်မှာတက်ဖြတ်ကြအောင်အမှုတရားတွေမရှိကြအောင်ငါတို့ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်အောင်လုပ်ရအောင်ငါတို့အဲ့ဒါကြောင့်မလို့ဒီလိုအချက်လေးတွေတော့ငါတို့နိုင်ငံတိုင်းကလိုက်နာကြမယ်ကွာမိတို့လည်းလိုက်နာပါညီတို့လည်းလိုက်နာပါငါတို့လည်းလိုက်နာမယ်ဆိုတာမျိုးနဲ့ကိုလှုပ်ထားတဲ့ပြည်ညံတစ်ခုဒါဝင်နိုင်ငံတကာဥပဒေလို့လူတွေအများစုသိကြတဲ့ကိစ္စပေါ့ဗျာနိုင်ငံတကာဥပဒေမှာစီးနှောင်အားချုပ်နှောင်အားသိမရှိဘူးဘာလို့လဲဆိုရှင်နိုင်ငံအသီးသီးကသူတို့လိုက်နာခြင်းလဲရတယ်မလိုက်နာခြင်းလဲရတယ်ကြစ်ဝိအရာသူတို့ရဲ့စံနှုန်းအရာကဘာကိုတကယ်ငြိမ်းချမ်းခြင်းတဲ့စိတ်နေစိတ်ဓာတ်မှန်ကန်တဲ့ဆိုလို့ရှိရင်ကျွန်တော်ကဘာကြီးကငြိမ်းချမ်းနေမှာပဲနော်ကျွန်တော်ရဲ့စိတ်နေစိတ်ဓာတ်ကိုနိုင်ကကိုနိုင်ငံကိုဟာကောင်းဖို့ပဲစိတ်ဝင်စားတယ်ကဘာကြီးငြိမ်းချမ်းဖို့လူသားငြိမ်းချမ်းဖို့စိတ်ဝင်စားဖို့နိုင်ငံတကာဥပဒေကိုမလိုက်နာဘူးဆိုလို့ရှိရင်လည်းကဘာကြီးကဖြစ်စီမှာပဲဒီနိုင်ငံတွေကပဲကဘာကြီးကိုဖြစ်စီမှာပဲကုလသမဂ္ဂအဖွဲ့တို့နိုင်ငံတကာဥပဒေလို့ဆိုတာကကဘာလုံးဆိုင်ရာပြည်ညာကဘာဂေဟစနစ်ကဘာကြီးမဖြစ်စီဘူးထိမ့်သိမ်းထားတဲ့ကဘာဂေဟစနစ်ဖြစ်တယ်ဒီထဲမှာ all the power အာဏာဘာမှမရှိဘူးပုပ္ပိနေပြောရလို့ရှိရင်ဒါပေမဲ့ဒါကိုကြစ်ဝိအရာထိမ့်သိမ်းထားတဲ့အရာဖြစ်တယ်ဒီလိုနိုင်ငံတကာဥပဒေအရနျူကလ িয়ার နဲ့ပတ်သက်ပြီးပြန်ပြီးတော့မှကျွန်တော်တို့ကချိန်ကြည့်မယ်ဆိုလို့ရှိရင်နျူကလ িয়ার စွမ်းအင်ကိုအသုံးပြုခြင်းတဲ့နိုင်ငံတစ်ခုက non proliferation treaty လို့ခေါ်တဲ့ NPT နျူကလ িয়ার ဒါမပြတ်ပွားရေးစာချုပ်မှာရေးဆိုလက်မှတ်ထိုးရတယ်လက်မှတ်ထိုးပြီးလားဆိုလို့ရှိရင်ကျွန်တော်တို့ဒီနျူကလ িয়ার စွမ်းအင်အသုံးပြုမှုနဲ့ပတ်သက်ပြီးပွင့်လင်းမြင်သာမှုရှိအောင် International Atomic Energy Agency လို့ခေါ်တဲ့ IAEA ရဲ့ဒါနိုင်ငံတကာအနုမြူစွမ်းအင် agency ပေါ့နော်ဒါသူတို့ရဲ့စောင့်ကြည့်စည်းကြပ်မှုကိုခံယူရတယ်သူတို့ရဲ့စုံစမ်းစစ်ဆေးမှုတွေကိုခံယူရတယ်အဲ့လိုဆိုလို့ရှိရင်အဲ့နိုင်ငံကတရားဝင်ကျွန်တော်တို့ဒါနျူကလ িয়ার စွမ်းအင်ကိုအသုံးပြုလို့ရတယ်နော်အဲ့တော့နိုင်ငံတကာစီးမြင်ကိုလိုက်နာမှုမှာအစ္စရေးနဲ့အီရန်ကိုနိုင်ရှင်ပြီးကျွန်တော်တို့ကြည့်တဲ့အခါမှာ NPT ကိုအီရန်ကလက်မှတ်ထိုးထားတယ်အစ္စရေးကလက်မှတ်မထိုးထားဘူးနော် IAEA ရဲ့စောင့်ကြည့်မှုကိုအီရန်ကခံယူထားတယ်အစ္စရေးကမခံယူဘူးဘယ်သူကလိုက်နာလဲဘယ်သူကမလိုက်နာဘူးလဲအီရန်ကလိုက်နာတယ်အစ္စရေးကမလိုက်နာဘူးထို့တူပဲလက်ရှိပြီးခဲ့တဲ့ရက်ပိုင်းတွေအထိ IAEA ရဲ့ထုတ်ပြန်မှုအရနော် IAEA ဆိုတာကဒီနျူကလ িয়ার စက်ရုံတွေတည်ထောင်ထားတဲ့ဒီနေရာတွေအထိသူတို့သွားကြည့်ညီမျိုးစုံနဲ့နီးစနစ်မျိုးစုံနဲ့ထောက်လိုက်ရင်နီးပညာဘောင်းစုံနဲ့စုံစမ်းပြီးတော့မှသူတို့ကနျူကလ িয়ার လက်နက်ထုတ်မထုတ်ဆိုတာကိုဒါအစီရင်ခံစာထုတ်ပြန်တဲ့အဖက်ဒီအဖက်ကတရားဝင်ထုတ်ပြန်ကြေညာထားတာကအီရန်မှာနျူကလ িয়ার လက်နက်မရှိဘူးလို့သူတို့ထုတ်ပြန်ထားတယ်ဒါပေမဲ့အစ္စရေးကတော့သူတို့ကစောင့်ကြည့်မှုလည်းမခံယူထားဘူးလက်မှတ်လည်းမထိုးထားတဲ့တော့သူတို့နိုင်ငံအတွင်းထဲမှာဒါရှိုးဝက်ပြီးတော့မှဒါခုနနျူကလ িয়ার လက်နက်တွေကိုတရားဝင်ထုတ်လုပ်နေတာဒါကိုပဲအစ္စရေးလူမျိုးဒါကျွန်တော်ဂျူးလူမျိုးနော်ဒါဂျူးပညာရှင်သိပ္ပံပညာရှင်ကျွန်တော်တို့ဒီ historian ပေါ့နော်ဒါကျွန်တော်သမိုင်းပညာရှင်ဂျူးဒေါက်တာအာဗီရှင်းကဘာပြောလဲဆိုလို့ရှိရင်ကျွန်တော်တို့အစ္စရေးနိုင်ငံထဲမှာတရားမဝင်တဲ့နီးနဲ့ထုတ်လုပ်ထားတဲ့နျူကလ িয়ার လက်နက်85ခုကနေ400လောက်အထိပေါ့ဗျာနျူကလ িয়ার ဘိုးတွေလက်နက်တွေကအဲ့လောက်ထိရှိနေတယ်တဲ့ဒါပေမဲ့သူတို့ရဲ့ဒီလိုမတရားထုတ်လုပ်မှုကိုလူတွေသတိထားမိသွားမယ်လူတွေဟတ်တာမဟုတ်စိုးရိမ်တဲ့အတွက်သူတို့တွေကတခြားနိုင်ငံတွေကိုအာရုံရောက်အောင်သူတို့ကအီရန်ကိုပြဿနာရှာတယ်သွားလုပ်တယ်သွားပြီးမှရန်စာတိုက်ခိုက်တယ်တကယ်တော့ဒီနျူကလ িয়ার လက်နက်တွေကိုတရားဝင်ထုတ်တကယ်တမ်းထုတ်နေတာကအစ္စရေးဖြစ်တယ်အီရန်မဟုတ်ဘူးတော့စဉ်းစားကြည့်ဗျာ MPT ကိုလည်းလက်မှတ်ထိုးတယ် IAEA ကိုလည်းစောင့်ကြည့်မှုလည်းခံတယ်လက်ရှိမှာလည်းတရားဝင်နျူကလ িয়ার လက်နက်ကမရှိပါလေရက်နဲ့အဲ့လိုမျိုး MPT ကိုလည်းလက်မှတ်မထိုးထားဘူး IAEA ရဲ့စောင့်ကြည့်မှုကိုလည်းမခံဘူးပြောလို့ရှိရင်တရားမဝင်နျူကလ িয়ার လက်နက်ကိုလည်းထုတ်နေတဲ့နိုင်ငံတခုကတွားပြီးတော့မှနျူကလ িয়ার လက်နက်ထုတ်လိုက်မှစိုးလို့ဆိုတဲ့အကြောင်းပြချက်တစ်ခုနဲ့တွားပြီးတော့မှတိုက်ခိုက်တာကဒါကမှန်ကန်သလားနိုင်ငံတော်ဥပဒေအရလည်းလုံးဝစက်ကျင်တယ်
နိုင်ငံတကာဥပဒေအကုန်လုံးစကြင်နေဆိုပြီးကမ္ဘာငြိမ်းချမ်းနေတဲ့ဂီယာစနစ်တစ်ခုလုံးသူဖြစ်စည်းနေတာသူဖြစ်စည်းနေသူကတိုင်မလိုက်နိုင်ဘူးဖြစ်စည်းပြီးတော့မှသူကပဲမသိလို့ရှိရင်သူရဲ့ကောင်းလို့အီရန်ကပဲနျူကလ িয়ার လက်နက်ထုတ်လိုက်တော့မှမလို့ကမ္ဘာကိုဖြစ်စည်းတော့မှမလို့သူကသွားပြီးကက်တင်သူလို့လောက်တာကကျွန်တော်တို့က manipulate လုပ်ခံနေရတာမတရားဖြစ်လက်ဖြာခံနေရတာအဲ့လက်ဖြာမှုတွေအကုန်လုံးဘယ်ကနေလုပ်လဲဆိုရင်ကမ္ဘာမီဒီယာတွေမြန်မာမီဒီယာတွေကနေစစ်လုပ်နေတာကမ္ဘာမီဒီယာအများစုကိုအစ္စရေးကပိုင်တယ်ထို့တူပဲမြန်မာနိုင်ငံမှာရှိတဲ့နော်မြန်မာမီဒီယာအများစုကိုလဲပဲခုနလိုမျိုးကျွန်တော်တို့ဒီအစ္စရေးပါပဲအနောက်နိုင်ငံတွေကနေငွေကြေးထောက်ပံ့နေရတဲ့အတော့ကိုသူတို့အထောက်ပံ့ကိုရယူနေရတာဖြစ်တယ်သူတို့အခြေအနေမျိုးမှာသတင်းတွေကိုမမှန်ကန်ကန်ဖော်ပြတာမျိုးကအရန်ရှားတယ်သူတို့ဒီအစ္စရေးနဲ့ပတ်သက်တဲ့ကိစ္စနောက်နိုင်ငံတွေနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေမှာဒီမီဒီယာတွေကအရန်ဘက်လိုက်တယ်ထိတ်ချန်တယ်သတင်းတွေကိုထိတ်ချန်တယ်အမတ်တဝက်တွေကိုလုပ်ပြီးတော့ပြောတာတွေလည်းအများကြီးရှိတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ကအီရန်ဖက်ကရက်တရားချင်းဖြစ်တယ်ထို့တူပဲကျွန်တော်တို့ထပ်ပြီးတော့မှကျွန်တော်တို့သုံးသပ်ကြည့်ရမှာဆိုလို့ရှိရင်ရုရှားနဲ့ယူကရိန်းနဲ့ပြည်တဲ့ခြေတော့ကျွန်တော်လည်းပဲယူကရိန်းဘက်ကရက်တည်တယ်ဘာလို့လဲဆိုလို့ရှိရင်ရုရှားကမတရားသဖြင့်တွားရောက်ကျူးကျော်တာမို့လို့ဒါယူကရိန်းရဲ့ခုခံကာကွယ်ပိုက်ခွင့်အနေနဲ့ကျွန်တော်တို့ကယူကရိန်းဘက်ကနေကျွန်တော်တို့ရက်တည်တာလीနော်ထို့တူပဲအစ္စရေးကပါလက်စတိုင်းကိုတွားပြီးကျူးကျော်တော့လဲကျွန်တော်တို့ကပါလက်စတိုင်းဘက်ကရက်တည်တယ်ထို့တူပဲအခုလိုပဲအစ္စရေးကလည်းတွားပြီးတော့မှအီရန်ကိုကျူးကျော်တော့လဲကျွန်တော်တို့ကအီရန်ဘက်ကရက်တည်တယ်ကျွန်တော်ရဲ့ရက်တည်ချက်ကဒါစတန်ဒါကိုက်တယ်ကျွန်တော်အရှင်းနောက်မကြီးတဲ့အလုပ်တွေကျွန်တော်တို့မလုပ်အဲ့တော့တစ်ဖက်မှာနော်ယူကရိန်းကိုရုရှားကတိတ်တဲ့အချိန်မှာတော့တမိုင်းကြောင်းဆိုင်ရာအရာနော်ကျွန်တော်တို့ကယူကရိန်းကိုပိုင်ခဲ့တယ်ယူကရိန်းဆိုတာငါတို့ရဲ့ဆိုဗီယက်ပြည်ထောင်စုထဲမှာရှိတာမဟုတ်လို့ငါတို့ကယူကရိန်းကိုတိုက်ပြီးငါတို့နေအောင်ငါတို့ပြန်သိတာကွာလို့ပြောပြီးတော့မှတို့ကပြောတဲ့အခါမှာတော့ခင်ဗျားတို့ကဆဲတယ်ရုရှားကိုဆဲတယ်ရုရှားကိုပြောတယ်ယူကရိန်းဘက်ကထောက်ပတ်တယ်ယူကရိန်းကိုထောက်ခံကြတယ်ဒါပေမဲ့အခုလည်းကြတော့တီအစ္စရေးကိုနိုင်ကငါတို့ကတမိုင်းကြောင်းအရာငါတို့ပိုင်တဲ့နေရာမို့လို့ငါတို့ပြန်သိတာပါလို့ပြောပြီးတိုက်တဲ့ခါကျတော့ခင်ဗျားတို့အကုန်လုံးကအစ္စရေးဘက်ကိုအားပေးကြတယ်ဘာကြောက်လဲရှင်းလေးပဲအဲ့ဒါဘိုက်ရက်ကြောင့်မလို့ပဲဗတ်လိုက်မှုကြောင့်မလို့ပဲနောက်တစ်ချက်ကဘာလို့လဲဆိုလို့ရှိရင်အစ္စလမ်မိုးတဲ့ယောဂမို့လို့ခင်ဗျားတို့ရဲ့စိတ်တွေထဲမှာအစ္စလမ်ကိုမိုးတဲ့စိတ်တွေကကိန်းအောင်နေတာမို့လို့ပဲဒါကျွန်တော်ပုတ်ပွေးနေပြောပြတာနော်ကျွန်တော်စီမှာဘာသာရေးအစွဲမရှိဘူးနော်အစွဲမရှိဘူးနော်တရားမှာကျွန်တော်စီမှာရှိတယ်ဆိုလို့ရှိရင်လည်းပဲဒါ 0.1% လောက်ပဲကျွန်တော်စီမှာရှိလိမ့်မယ်ကျွန်တော်တင်နေတဲ့တခြားသောဘာသာရေးဆိုင်ရာ post တွေကိုခင်ဗျားတို့နောက်တော့ကြည့်မယ်ဆိုလို့ရှိရင်တွေ့နိုင်ပါတယ်နော်ကျွန်တော်ခင်ဗျားလို့ပြောတဲ့ဟာတမျိုးမထင်ပါနဲ့ဒါကျွန်တော်စကားပြောတာကောင်းအောင်ခင်ဗျားတို့နဲ့ကျွန်တော်သုံးပြီးပြောတာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးတမိုင်းကျောင်းဆိုင်ရာအရငါတို့ပိုင်ခဲ့တာမို့လို့ငါတို့သိကြီးဆိုလို့ရှိရင်ကမ္ဘာမှာအကုန်လုံးစစ်ပွဲတွေဖြစ်ကုန်မှာပေါ့ပြီးတော့နောက်တစ်ခုကဒီနယ်မြေကိုအစ္စရေးပိုင်ခဲ့တယ်ဆိုတာကကာလတစ်ခုတမိုင်းကာလတစ်ခုမှာပိုင်ခဲ့တာတမိုင်းကျောင်းတစ်လျှောက်လို့ပိုင်ခဲ့တဲ့နေရာမဟုတ်ဘူးသူတို့ထက်ကိုစိုးပြီးတော့မှပိုင်တဲ့သူတွေလည်းရှိတယ်အဲ့လိုပဲကာလတစ်ခုမှာပိုင်ခဲ့တဲ့ဟာကိုအကြောင်းပြပြီးတော့မှတိုက်ကြီးဆိုလို့ရှိရင်အကုန်ကမ္ဘာမှာတိုက်ပွဲတွေဖြစ်သွားမှာစစ်ပွဲတွေဖြစ်သွားမှာနမူနာပြောရလို့ရှိရင်ကျွန်တော်တို့တနင်္သာရီတိုင်းကအခုလက်ရှိမှာမြန်မာနိုင်ငံအတွင်းမှာရှိတယ်ဒါပေမဲ့မြန်မာနိုင်ငံတနင်္သာရီတိုင်းရဲ့နေရာအများစုကတချို့ကထိုင်းရဲ့လက်အောက်မှာရှိခဲ့တာထိုင်းပိုင်ခဲ့တာအဲ့တော့ထိုင်းကကျွန်တော်စီကိုလာပြီးမှတမိုင်းကျောင်းဆိုင်ရာအရာငါတို့ပိုင်တယ်ဟိဆိုပြီးတော့မှကျွန်တော်တနင်္သာရီတိုင်းမြန်မာနိုင်ငံရဲ့တနင်္သာရီတိုင်းကိုလာပြီးမှထိုင်းကလာတိုက်တယ်ဆိုလို့ရှိရင်ခင်ဗျားတို့ထိုင်းဘက်ကပါကြမှာလားကျွန်တော်အစ္စရေးမှာကျတော့တမိုင်းကအစ္စရေးကပိုင်လို့ဆိုပြီးတော့မှခင်ဗျားတို့အစ္စရေးဘက်ကပါကြတာလीဒါပေမဲ့ယူကရိန်းမှာကြပြန်တော့လဲရုရှားဘက်ကမပါကြပြန်တော့ဘူးအခုလည်းကျွန်တော်အဲ့လိုပဲမေးချင်တာတကယ်လို့ထိုင်းကကျွန်တော်တို့ကိုလာတိုက်မယ်ဆိုရင်ခင်ဗျားတို့ထိုင်းဘက်ကဝင်ပါပြီးမှထိုင်းကိုထောက်ခံကြမှာလားထို့တူပဲဒါထိုင်းကတမိုင်းတစ်ခုမှာပိုင်ခဲ့တာကာလာတစ်ခုမှာအဲ့ထက်ကိုစောတဲ့တမိုင်းမြန်မာဆိုတဲ့နိုင်ငံမဖြစ်ခင်ဒီထိုင်းတို့မလေးတို့ဆိုတာမဖြစ်ခင်မှာတို့ကအဲ့ဒီမလွေးနယ်ဝင်ဘရင်တွေကကျွန်တော်တို့တနင်္သာရီတိုင်းရဲ့နေရာအများစုကိုသူတို့ပိုင်ခဲ့တာအဲ့ကြောင့်မို့သူတို့ကလည်းလာပြီးတော့ပေါ့ဘူးကွာမထိုင်းလည်းမပိုင်ဘူးမြန်မာလည်းမပိုင်ဘူးမတို့ထက်စောပြီးတော့မှငါတို့ရဲ့မျိုးနွယ်တွေကပိုင်ခဲ့တာမလို့တမိုင်းကျောင်းဆိုင်ရာအရာဒီတနင်္သာရီတိုင်းကငါတို့ပိုင်တာမလို့ဆိုပြီးမှမလေးကလာတိုက်ရင်ရောခင်ဗျားတို့မလေးဖက်ကဝင်ပြီးတော့ပါမှာလားမလေးကိုထောက်ခံမှာလားတေချာလဲတွေးကြည့်ပါဦးဘာလို့ဘာသာရေးအစွဲအီးတွေနဲ့မတရားသဖြင့်ကိုစုပ်ပြတ်နေကြတာလဲဗျပြီးတော့ဗျာနောက်တစ်ချက်ကအီဗန်ကအဲ့လိုမျိုးဘောနော်နျူကလ িয়ার လက်နက်ကိုတကယ်လို့ပိုင်သွားခဲ့ရင်တော့မှသူတို့ထင်တယ်လို့ကမ္ဘာနိုင်ငံတွေအကုန်လုံးလိုက်ပြီးဖြစ်စည်းပြီးတော့မှသိပ်ပိုက်မယ်ဆိုတာမျိုးကအတိအကျပြောလို့မရဘူးဗျဘာလို့လဲဆိုလို့ရှိရင်လက်ရှိအခင်းအကျင်းနဲ့ရှိနေတဲ့ကျွန်တော်တို့အခြေအနေတွေပြန်သုံးသပ်ကြည့်အောင်ဗျပြန်သုံးသပ်ကြည့်လို့ရှိရင်ကျွန်တော်သုံးသပ်တာနဲ့ဆိုလို့ရှိရင်ကျွန်တော်ခုနကပြောတဲ့ဂျူးလူမျိုးเนาะကျွန်တော်တို့ဒီဂျူးပညာရှင်တွေကိုနိုင်ပြောတဲ့စကားကိုကျွန်တော်ပြန်ယူပြီးကျွန်တော်ပြောပြမယ်ဂျူးပညာရှင်တဦးဖြစ်တဲ့ကျွန်တော်တို့ဒေါက်တာအဗီရှလင်ကသူကအစ္စရေးနဲ့ဒီအီရန်နဲ့နိုင်ငံရဲ့ဘယ်နိုင်ငံကပို့ပြီးတော့မှခုနလိုမျိုးဒီဖြစ်တည်မှုကိုချိတ်ချောက်ခံရတာလဲဆိုတာနဲ့ပတ်သက်ပြီးသူနိုင်ရှင်ပြတဲ့အခါမှာသူပြောတဲ့စကားရှင်းတယ်သူကဘာပြောလဲဆိုလို့ရှိရင်အီရန်ကလက်ရှိအထိသူ့ရဲ့အိမ်နာနီးချင်းနိုင်ငံတွေကိုပတ်ပြီးတော့မှသူတိုက်ခိုက်တာတွေမတရားကျူးကျော်တာတွေသူမလုပ်ဘူးတဲ့ဒါပေမဲ့အစ္စရေးကတော့ကိုယ်အိမ်နာနီးချင်းနိုင်ငံတွေကိုပ
ပတ်ပြီးတော့မှသူတိုက်ခိုက်နေတာကခုနလိုမျိုးအကြိတ်ခါထပ်ခါတလဲသူလုပ်နေတာလဲလက်ရှိလည်းပဲအခုအကုန်လုံးမြင်ကြတဲ့အတိုင်းပဲဂါဇာမှာတွားပြီးတော့မှဒါလူမျိုးတို့တပ်ဖြတ်မှုကိုသူလုပ်ခဲ့တာလက်ရှိလည်းလုပ်နေတယ်နော်ဟိုကျွန်တော်အီရန်နဲ့အစ္စရေးနဲ့ဖြစ်နေတဲ့စစ်ပွဲဖြစ်နေတဲ့အချိန်မှာတော့မှဂါဇာမှာရှိတဲ့ဒီအစာရေးစာတွားတန်းစီတဲ့လူတွေကိုပြည်သူတွေကိုတစ်ကားရည်နဲ့ပြစ်တက်တာအယောက်80လောက်တေးတယ်အယောက်100လောက်စီးရုံရောက်တယ်နော်ထုတ်တူပဲဒီနေ့ကျွန်တော်တို့ဒီဂါဇာမှာရှိတဲ့စစ်ဘေးရှောင်လာတဲ့ကလေးတွေကိုစာသင်ပေးတဲ့နေရာကိုသူကဟိုဟာတွေနဲ့ထောင်းတယ်ဟိုဘာနော်တိုက်ခိုက်တယ်ဗျာတိုက်ခိုက်တဲ့အခါကျတော့လူအများကြီးသေသွားတယ်ကလေးတွေဒီအတွက်အတိအကျမသိနိုင်သေးဘူးဒါပေမဲ့သူတို့သတင်းတွေကိုတက်လာပြီဆိုလို့ရှိရင်ခင်ဗျားတို့ကဘာလုပ်ကြလဲဆိုလို့ရှိရင်လူသားစာနာမှုကင်းမဲ့ဆိုတာနဲ့ဘာပြောလဲဆိုရင်အကြမ်းဖက်တွေကအရင်ဆုံးသွားပြီးတော့မှဟာမတ်စ်ကသွားပြီးတော့မှအစ္စရေးကိုတိုက်လို့အစ္စရေးကပြန်ပြီးလက်တုပ်ပြန်တာဟုတ်မှာပေါ့ဆေးကိုဒီစာတင်ကြောင်းရဲ့အောက်တွေမှာဟာမတ်တွေစကန်ယူထားတာဖြစ်မှာပေါ့ဘာပေါ့ညာပေါ့နဲ့စသဖြင့်ခင်ဗျားတို့တွေမဟုတ်မတရားတွေအထူးသဖြင့်ပေါ့နော်အဲ့လိုမျိုးစကားတွေပြောကြတယ်ဒီရဲ့ဇစ်မြစ်တွေကိုဘယ်တော့တောင်ခင်ဗျားတို့သိနေလို့လဲဘယ်တော့တောင်လေ့လာပြီးပါပြီဘယ်တော့တောင်များသူတည်နာလှုပ်ထားပြီးသွားပြီလဲဘယ်တော့တောင်လေ့လာထားပြီးတာမို့လို့ဒီစကားတွေပြောတာလဲဟုတ်ချင်းလဲဟုတ်နိုင်တယ်ဒီစေယိုတွေအောက်မှာစာတင်ကြောင်းတွေအောက်မှာရှိချင်းလဲရှိနေတယ်မရှိချင်းလဲမရှိနိုင်ဘူးဒါပေမဲ့နိုင်ငံကဥပဒေအရကဒီလိုမျိုးကျွန်တော်တို့ကလုတ်ပိုင်ခွင့်မရှိဘူးအဲ့လိုလုတ်ကြီးမို့လို့ပြောကြီးဆိုလို့ရှိရင်နံပါတ်1ဟာမတ်စ်ကအရင်တိုက်လို့တိုက်ပြန်ပြီးအစ္စရေးကတိုက်တယ်ပြောရအောင်အရင်ဆုံးအဲ့လိုမျိုးဟာမတ်စ်တို့ဘာလို့မတိုက်ခင်မှာကတည်းကဒီ2009ခုနှစ်လောက်ကတည်းကဒီဂါဇာကမ်းမြောင်ဒေသဒီတစ်ခုလုံးကိုဖက်ကနေပိတ်ဆို့ထားတာလေဘလို့မှထွက်ပေါက်မရှိတော့တဲ့အချိန်မှာသူတို့တွေကဒီလိုလုပ်တယ်ဆိုတာကိုမားတယ်လို့ခင်ဗျားတို့ပြောလို့မရပြန်ဘူးသူတို့တွေရှိတယ်မြန်မာနိုင်ငံနဲ့ရှင်ပြီးတော့ကြည်ကျွန်တော်ကမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးအရင်ပြောလို့မကောင်းလို့နော်ကျွန်တော်စီမှာထိခိုက်စရာတွေဖြစ်သွားမှာစိုးလို့ကျွန်တော်တော်တော်ထိန်းပြီးပြောနေရတာတို့လက်သာပြောလို့ရတယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံနဲ့အဲ့လို9999တခုချင်းစီကျွန်တော်မျက်လုံးချင်းဆိုင်ပြီးတော့အဲ့လူတွေကျွန်တော်ပြောချင်တာနော်စာသင်ကျောင်းတွေမှာဖြစ်တဲ့ပြဿနာတွေကိုကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်တဲ့စာသင်ကျောင်းရဲ့ကလေးတွေတည်ဆုံမှုတွေနဲ့နိုင်ရှင်ကြည့်မပြောချင်တော့ဘူးဗျာကျွန်တော်မြန်မာနိုင်ငံရဲ့ကလူတွေအများစုရဲ့စိတ်ဓာတ်တွေကတော်တော်လေးကိုစိတ်ပြတ်ဖို့ကောင်းတယ်ထားလိုက်ပါတော့ဒီဟာတော့ကျွန်တော်မပြောတော့ဘူးနော်ထားမှထားလိုက်အဲ့တော့တကယ်လို့သာအီရန်နဲ့အစ္စရေးနဲ့ရှင်ကြည့်ကြဆိုလို့ရှိရင်တကယ်သွေးစာပြီးတော့မှအကြမ်းဖက်နေတာအီရန်မဟုတ်ဘူးအစ္စရေးဖြစ်နေတယ်ဗျနော်ထို့တူပဲနောက်တကယ်တမ်းစစ်ပွဲတွေဖြစ်လာတဲ့အခါကျတော့အစပိုင်းမှာအစ္စရေးကတော်တော်လေးကိုအီရန်ပေါ်မှာအထင်သေးထားတဲ့ပုံစံပေါက်တယ်ဘာလို့လဲဆိုလို့ရှိရင်အစ္စရေးမှာကကျွန်တော်တို့အနောက်ကကမ္ဘာရဲ့အင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့စစ်ရေးနည်းပညာအကုန်လုံးမှာတောက်တင်တဲ့ US ကဂါဘာလောက်တာပေးတယ်အဲ့တော့သူတို့ထင်လိုက်တာကနော်အီရန်ကသူတို့ပြန်ပြီးတော့မှမစ်ဆိုင်းနဲ့ပြန်ပြည့်ရင်တော့မှသူတို့မှစီတဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကအသာလေးပစ်ချပလိုက်လို့ရတယ်တောက်ချပလိုက်လို့ရတယ်ငါတို့တော့အေးဆေးပါလို့သူတို့ထင်ခဲ့ပုံပေါက်တယ်ပြီးတော့အစ္စရေးကလေယာဉ်တို့လေကြောင်းလိုင်းနဲ့ပတ်သက်တဲ့လေကြောင်းကာကွယ်ရေးတို့လေကြောင်းတွေတက်ခဲ့တဲ့အပိုင်းတွေမှာအစ္စရေးကအီရန်ထက်ကိုတားတယ်အီရန်ကကြတော့နိုင်ငံတကာကနေဘက်စုံမှာပိတ်ဆို့ထားခြင်းခံရရတယ်ပိတ်ဆို့ထားခြင်းခံရတဲ့နိုင်ငံဖြစ်တဲ့အတွက်ကိုနီးပညာအပိုင်းလေကြောင်းအပိုင်းတွေမှာဘိုးရင်းအပိုင်းတွေမှာပေါ့နော်အစ္စရေးလောက်မကောင်းဘူးဒါပေမဲ့မထင်မှတ်ဘဲနဲ့အီရန်ရဲ့မစ်ဆိုင်းတွေကတော်တော်ကိုဒီအီရန်ဒီအစ္စရေးရဲ့ဒီလေကြောင်းကာကွယ်စနစ်တွေအကုန်လုံးနှိပါကိုဖြစ်စည်းပလိုက်တယ်မုဇစ်ဒီအစ္စရေးနိုင်ငံရဲ့တရှို့ထောက်လိုက်ရဒီယိုဝင်းကိုနိုင်ကပစ္စည်းသွားတာကြားလာတော့ဒီသတင်းထဲမှာတရားဝင်ကြေညာတာကကြတော့ဒါခုနလိုမျိုးကျွန်တော်တို့ဒီမုဇစ်ရဲ့ခေါင်းဆောင်ကိုနိုင်ကအဲ့မှာသူတည်ဆုံးသွားတယ်ပေါ့နော်ဆိုတော့အဲ့ချိန်မှာစပြီးတော့မှအစ္စရေးကအတန်ပြောင်းတယ်ဘယ်လိုအတန်ပြောင်းလဲဆိုလို့ရှိရင်အီရန်ကိုသူတို့ကဒီနျူကလ িয়ার ဆိုတဲ့ကိစ္စဆိုတဲ့ဟာထပ်ကို regime change ပေါ့အီရန်နိုင်ငံအတွင်းထဲမှာဒီလက်ရှိခါမီနီအစိုးရနောက်ခိုမိုင်နီအစိုးရလို့ပြောကြတယ်ပေါ့ဗျာအာယာတိုလာအစိုးရကမကောင်းဘူးအာနာစင်ဆန်လို့သူ့ကိုဖြုတ်ချဖို့အတွက်ကိုကျွန်တော်တို့ကကာကွယ်ပေးပါတယ်ဆိုတဲ့ပုံစံလိုသူတို့စင်သူတို့ကောင်းလို့လုပ်ပြီးတော့မှဟိုအမေရိကန်မှာနေတဲ့ရှားဘီရင်ရဲ့သားကနေတစ်စစ်နိုင်ငံတကာမီဒီယာရဲ့နေရာတွေစစ်အီရန်နိုင်ငံတွင်းထဲမှာရှိတဲ့ပြည်သူတွေကိုတနိုင်ငံလုံးဆန္ဒပြပြီးတော့မှဒီအာနာစင်ခေါင်းဆောင်ကိုစက်ကျင်ကြဖို့အတွက်ကိုဟိုအလုပ်ပေးတယ်လော်ပေးတာပေါ့ဗျာဒါပေမဲ့ဒီအီရန်မှာလက်ရှိရှိနေတဲ့အစိုးရကိုစက်ကျင်တဲ့ပွဲတွေမဖြစ်လာဘဲနဲ့ထောက်ခံတဲ့ပွဲတွေပဲဖြစ်လာပြီးမှလူတွေအများကြီးကအီရန်နဲ့တူရက်တည်တယ်ဆိုတဲ့ဟာတွေဖြစ်လာတယ်အရင်ကဒီလက်ရှိရှိနေတဲ့အီရန်အစိုးရကိုမထောက်ခံဘူးဆိုတဲ့သူတွေကတော့မထောက်ခံသွားကြတယ်ဗျာပြီးတော့နောက်တစ်ခုကလက်ရှိရှိနေတဲ့ဒီအာယာတိုလာဟာဇတ်အာယာတိုလာအလီခါဘီနာအီကကျွန်တော်တို့အာနာရှင်အစိုးရအဖြစ်နဲ့တက်လာတဲ့အာနာသိမ်းထားတဲ့အစိုးရတော့မဟုတ်ဘူးအာနာရှင်ဘရင်ရှားဘရင်ကိုဖြုတ်ချပြီးတက်လာတဲ့တော်လိုင်းအစိုးရဖြစ်တယ်ဒါကိုလည်းကျွန်တော်တို့သိထားဖို့လိုတယ်
ခုနကတော့ဒီမိုကရေစီပါလို့တမျက်တစ်မျိုးပြောနေကြတဲ့ကျွန်တော်တို့ဒီအနောက်နိုင်ငံတွေ US နဲ့ဒီအနောက်နိုင်ငံတွေကအဲ့ရှားပြည်နဲ့တော်တော်အဆင်ပြေတာတကယ်လို့သူတို့ကဒီမိုကရေစီကိုတကယ်သာမျက်နှာတယ်ဆိုလို့ရှိရင်အဲ့အာဏာရှင်ရှားပြည်ဘရင်နဲ့ဘာလို့ဘရင်ပေးလို့မှာသူတို့ပြောပေါ်မျိုးဒီမိုကရေစီจิตတုံးဆိုပြီးတော့မှအာဏာရှင်ဆန်နေတဲ့တော့သူ့ကိုတခါတည်းဖြုတ်ချပေါ့ဘာလို့မဖြုတ်ချပဲနဲ့သူ့ကိုကောက်ွယ်ပြုတ်ရတာလေအကုန်လုံးကဘာမှမဟုတ်ဒီမိုကရေစီတို့ကွန်မြူနစ်တို့ဘာညာတရကပြောနေတဲ့ဟာတွေအကုန်လုံးအများစုကပွင့်လင်းရိုးသားပြောရလို့ရှိရင်ဒါအကျိုးမြတ်တွေတက်ဘာဟာနာပြတာအကြောင်းပြတာတော့ပဲတကယ်နောက်ကမှအကုန်လုံးကအကျိုးမြတ်နဲ့နိုင်ငံရေးပါဝါစစ်အင်အားပါဝါစီးပွားရေးပါဝါတိဆောက်ဖို့အတွက်ကိုပဲနိုင်ငံအငယ်လေးတွေကိုအသုံးချနေတာနော်ထားလိုက်ပါတော့ဒါကတော့တက္ကနာပေါ့ဗျာဒါတော့တက္ကနာဒီကြောင်းလေးပြောလို့ရှိရင်အရန်ရှိသွားမယ်အဲ့တော့မတရားသဖြင့်ကျူးလွန်ခံရတဲ့အီရန်ရဲ့အခြေအနေကိုမြင်တာအောင်ပြောပြတာအဲ့တော့ကျွန်တော်အီရန်ဘက်ကကျွန်တော်ကထောက်ခံရခြင်းဖြစ်တယ်ပြီးတော့အီရန်ကဟိုပေါ့နော်အာနာစင်ဘာညာလို့ပြောကြတယ်ဆိုပေမဲ့အတိုင်းအတာတစ်ခုထိမှန်တယ်ကိစ္စအသီးသီးမှာ 100% မှန်တာမျိုးတော့မဟုတ်ဘူးအီရန်ရဲ့သွားတဲ့ပုံစံကသူတို့ကဘာသာရေးနဲ့နိုင်ငံရေးနဲ့ကိုရှင်တွဲထားတယ်ရှင်တွဲပြီးတော့မှဒီနိုင်ငံအုပ်ချုပ်မှုပါဝါမှာကျွန်တော်တို့နိုင်ငံရေးအင်အားစုတွေကိုပေးထားပြီးမှတကယ် main decision တွေကဘာသာရေးခေါင်းဆောင်တွေကချတယ်ဆိုတဲ့ပုံစံမျိုးနဲ့သွားတာအဲ့လိုသွားတဲ့နေရာမှာလည်းလက်ရှိရှိနေတဲ့ဒီဟာဒရာအလီအာယတိုလာအလီခါမီနာအီကအစအရာကိုအာနာစနစ်ပုံစံမျိုးတစ်ချက်လောက်အမိတ်နဲ့သွားနေတာမျိုးတော့မဟုတ်ဘူးတစ်ချက်လောက်အမိတ်နဲ့သွားနေတာမျိုးတော့မဟုတ်ပါဝါတော့သူ့စီမှာရှိတယ်မှန်တယ်သူအရင်အထအရင်မှာအာယတိုလာခိုမိုင်ရှိခဲ့တာပဲလေသူတို့လည်းအဲ့လိုပဲသွားတယ်သူပြီးတော့သူလက်စီဆက်ခင်တယ်ဒီဒုတိယမြောက်ဟိုကခေါင်းဆောင်ကဆက်ခင်တယ်လေဒါပေမဲ့ဒီလိုပြောလိုက်လို့သူတယောက်တည်းပဲအာနာအကုတ်အပြည့်စုံကိုယူထားပြီးတော့မှဟိုကဖြစ်နေတာမျိုးတော့မဟုတ်ဘူးကျွန်တော်တနည်းပြောလို့ရှိရင်ခရစ်ယာန်နဲ့နိုင်ရှင်ကြည့်လိုက်ကျွန်တော်ခရစ်ယာန်သာသနာမှာကျွန်တော်တို့ပုတ်ရဟန်းမင်းရှိတယ်ကက်သလစ်မှာပေါ့နော်ကက်သလစ်မှာပုတ်ရဟန်းမင်းဆိုတာကသူ့အောက်မှာကာဒီနယ်တွေရှိတယ်ဘစ်ရှော့တွေရှိတယ်ဖာသာတွေရှိတယ်အစစ်စစ်နဲ့ရွေးချယ်ပြီးတော့မှတက်လာတယ်ဒါပေမဲ့ तू ကပဲအဆက်အရာကိုဆုံးဖြတ်တာဒီစင်ကသူ့စီမှာရှိတယ်ဒါပေမဲ့ तू ကအာနာရှင်တော့မဟုတ်ဘူးလေ तू မရှိတော့ဘူးဆိုလို့ရှိရင်နောက်ကာဒီနယ်တွေကနောက်တစ်ယောက်ကနောက်ဒီပုတ်ရဟန်းမင်းတစ်ပါးအနေနဲ့ထပ်ပြီးတော့မှတက်တာပဲလေဟုတ်တာလားဆိုတော့ဘာသာရေးနိုင်ငံဘာသာရေးမြို့တော်ကြီးဖြစ်တဲ့ဗာတီကန်မှာလက်ရှိပုတ်ရဟန်းမင်းကအုပ်ချုပ်တာပဲလေလက်ရှိပုတ်ရဟန်းမင်းတော်မှာဂါဇာနဲ့အတူရပ်တည်တယ်ဗျာပြောမှဆိုလို့ရှိရင်ခုလက်ရှိအစ္စရေးနဲ့ဒီဂါဇာနဲ့ဖြစ်တဲ့ကိစ္စမှာကျွန်တော်ကဘူးမသိဘာမသိနဲ့အစ္စရေးမှာအစ္စရေးဖြစ်နေတယ်အစ္စရေးကဂါဇာကိုဂျီနိုဆိုက်လုပ်နေတာလူမျိုးတို့တပ်ဖြတ်နေတာအဲ့တပ်ဖြတ်တာကိုခရစ်ယာန်ရဲ့ပုတ်ရဟန်းမင်းကူနိုင်ကကိုဂါဇာနဲ့အတူရပ်တည်နေတာအဲ့ဒါတွေမသိကြဘူးကျွန်တော်တို့ဘယ်လိုဖြစ်နေကြတာလဲကျွန်တော်လည်းမသိတော့ဘာသာရေးအစွဲတွေအမုန်းတရားတွေဘယ်လောက်ဒီရင်ထဲမှာပြည့်နေလဲဆိုတော့ကျွန်တော်ကြည့်တူတူပဲမြန်မာနိုင်ငံနဲ့ရှင်ပြီးကြည့်ပြီးပြောရမယ်ဆိုလို့ရှိရင်အီရန်ရဲ့အနေအထားကမြန်မာနိုင်ငံမှာမာတာကနာကကျွန်တော်တို့ effect ရှိတယ်နော်ဒီ effect ကိုတနည်းပြောမှဆိုကျွန်တော်တို့ဒီနိုင်ငံတော်အုပ်ချုပ်တဲ့သူတွေကခုနကအဓိကဘယ်လိုပြောမလဲစီးပေါင်သွင်းထားပေးတယ်လို့ပြောမှာပေါ့ဗျာဒီဘက်မှာတီးချတာကျွန်တော်ဘုရားဘာသာဆရာတော်ဘုရားကြီးတွေကအဓိကဘုရားသာသနာပတ်သက်ပြီးကင်တွယ်တယ်နိုင်ငံရေးအုပ်ချုပ်မှုမှာနိုင်ငံရေးအင်အားစုတွေကတွားတယ်ဒါပေမဲ့တစ်ဖက်နဲ့ကအပြန်အလှန်ဟိုနော်ဟိုဖြစ်နေကြတယ်အပြန်အလှန်မိခိုနေကြတယ်ဆိုပေမဲ့တကယ်ဒီနိုင်ငံရေးရဲ့ power တကယ်ရှိတာကဒီနိုင်ငံအစိုးရကပဲတာ power ရှိတာအီရန်နဲ့ကွဲသွားတာကမြန်မာနိုင်ငံနဲ့ကွဲသွားတာအီရန်မှာကျွန်တော်မဟုတ်ဘူးဒီဘာသာရေးဟိုကသူကနေရာယူထားပြီးတော့မှနိုင်ငံရေးအင်အားစုတွေကဒီဘာသာရေးဆရာတွေရဲ့အောက်ကပဲပြန်သွားတာအောက်ကပဲသွားတယ်ဆိုတာကလုတ်ပန်ခွဲတော့သူ့အတူသွားကြတယ်ဒါပေမဲ့အရေးကြီးတဲ့ကိစ္စတွေ decision တွေချတော့မယ်ဆိုလို့ရှိရင်ဘာသာရေးအုပ်စုကချတယ်ဆိုတဲ့ပုံစံမျိုးနဲ့သွားတာသိမကွာဘူးကျွန်တော်မြန်မာနိုင်ငံကတီကိုဆရာတော်ဘုရားကြီးတို့တော့မှအီရန်ကိုသွားလဲပြီးမှဒီကြောင်းတွေပြောရတာတွေမှရှိတယ်ကျွန်တော်လေ့လာကြည့်ပါနော်ဆိုလိုချင်တဲ့သဘောကမတရားသဖြင့်ဗျာသူများနိုင်ငံကိုကျူးကျော်တဲ့ဟာယူခင်ဗျားတို့ကထောက်ခံနေကြတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ဒီလိုမျိုးစကားတွေပြောရခြင်းဖြစ်ပါတယ်ဆိုတော့ထပ်ပြီးတော့မှတုံ့တက်မယ်ဆိုလို့ရှိရင်အများကြီးပဲအဲ့လိုဘာသာရေးဆိုတော့ကနေကျွန်တော်မပြောချင်ဘူးဗျာမပြောချင်ဘူးထိန်းနေရတယ်ဒါပေမဲ့မပြောရင်မဖြစ်တော့လို့တချို့ကိစ္စတွေကျွန်တော်ပြောပြဂျူးမှာအမျိုးအစားတွေအများကြီးရှိတယ်ဂျူးလို့ပြောလိုက်လို့ရှိရင်ဂျူးလူမျိုးလည်းဂျူးလို့ပဲခေါ်တယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာဂျူးဘာသာကိုလည်းဂျူးလို့ပဲကျွန်တော်တို့ခေါ်ရတာအဲ့တော့ဂျူးထဲမှာလည်းအစားအသောက်ရှိတယ်ဂိုင်းအကွဲတွေလည်းရှိတယ်လို့လူမျိုးထဲမှာလည်းဂျူးလူမျိုးထဲမှာအဆက်တွေအကွဲတွေအများကြီးရှိတယ်ကျွန်တော်ကဘူးမသိဘာမသိပဲနဲ့ဂျူးတွေကိုထောက်ခံနေတာဂျူးတွေထဲမှာလက်ရှိနတန်ညာဟုနဲ့သူလက်ခံတဲ့သူ့ရဲ့ဒီဟိုဂျူးဘာသာရေးဆရာတွေတော်တော်ဆောက်တဲ့လူတွေအဲ့ဒါခင်ဗျားတို့မသိဘူးဘာသာရေးအစောရောက်ကြီးပြောမယ်ဆိုလို့ရှိရင်ဂျူးကတော့မပို့အစောရောက်တယ်လို့ပြောရမှာဂျူးဘာသာရပြောတာမဟုတ်ဘူးနော်လက်ရှိဒီနတန်ညာဟုအုပ်စုနဲ့ဒီအာတိုလာခိုမန်နီတို့အုပ်စုနဲ့ကိုပြောပြတာရှင်းပြတာနဲ့အုပ်စုမှာဒါဘာသာရေးအစောရောက်ကြီးကိုရှင်းကြည့်မယ်ဆိုလို့ရှိရင်သူတို့ကပိုတော်မှအစောရောက်သေးတယ်ဗီဒီယိုဖိုင်တွေရှိတယ်ကျွန်တော်စီမှာအချိန်မရသေးလို့ဘာသာပြန်ပြီး edit လုပ်ပြီးတင်ပေးဖို့ကျွန်တော်စီမှာအချိန်ဘလို့မှမရလို့အဲဂျူးရဲ့ဒီ0-2ဘာသာရေးဆရာ
ဟောထားတဲ့တရားရှိတယ်အချင်းချုပ်ပြီးကျွန်တော်ပြောပြရမယ်ဆိုလို့ရှိရင်သူနာမည်နဲ့ကန်ပြီးပြောတာနိုင်ငံတွေလေဗုဒ္ဓဘာသာနိုင်ငံတွေဖြစ်တဲ့ China Thailand Nepal ဒီနိုင်ငံတွေဒီနာတဝိုက်ကနိုင်ငံတွေအကုန်လုံးကတဲ့ဘီလီယံနဲ့ချီတဲ့လူတွေရှိတယ်တဲ့ဖျားတစ်ပါးတဲ့ကိုးရတာမဟုတ်ဘူးဒီကောင်လေးတဲ့ထို့တူပဲတဲ့ခရစ်ယာန်တွေလည်းပဲဘီလီယံနဲ့ချီပြီးရှိတယ်တဲ့ငါတို့ဂျူးဥပဒေရဆိုဒီတူတွေအကုန်လုံးကသေတံပဲလေဒီတူတွေအကုန်လုံးဖြစ်စီရမှာတဲ့ကျွန်တော်ပြောတဲ့စကားမဟုတ်ဘူးနော်ဂျူးဘာသာရေးဆရာတွေကိုယ်တိုင်ပြောတဲ့စကားဗီဒီယိုဖိုင်တွေရှိတယ်လိုင်းပေါ်မှာနော်ဒါတော့မှသူတို့ဖြုတ်ချရနေပြီးတော့မှတပုတ်ပဲကြံခဲ့တာဒီတဆိုးတဲ့ဟာတွေအများကြီးရှိတယ်လို့ဖြုတ်ချပလိုက်ထပ်ပြီးပြောသေးတယ်ငါတို့စစ်ပွဲတွေမှာလည်းခြားကြောင်တွေဘုံမကျဲပါနဲ့လို့ပြောတယ်တဲ့ငါတို့ကလည်းအဲ့ဒါကိုလည်းလက်ခံမရဘူးတဲ့ဖြစ်စီပြရမှာပဲတဲ့ငါတို့ကဖျားသခင်ရွေးချယ်ထားတဲ့လူမျိုးတဲ့ကမ္ဘာမြေအကုန်လုံးငါတို့ပိုင်နေတဲ့ကဲလို့ဒီလူတွေကတကယ်ပါဝါရှိပြီးအင်အားကြီးနိုင်ငံဖြစ်လာရင်ဘာသာတရားအရဘာသာရေးအစိုးရကြီးဆိုလို့ရှိရင်သူတို့ဘာလုပ်ကြမှာလဲဒါဘာသာရေးမုဒ္ဒရာပြောတာမဟုတ်အဲ့လိုပြောလို့ဂျူးဘာသာမှာကောင်းပြောချင်တာမဟုတ်ဂျူးထဲမှာတကယ်ဂျူးဘာသာတွေကအနှစ်သာရကိုတကယ်သိတဲ့လူတွေနဲ့မှန်ကန်တဲ့လူတွေရှိတယ်ရှိလို့လည်းပဲဂျူးတွေရဲ့မာရွက်တဲ့လုပ်ရက်တွေကိုဂျူးပညာရှင်တွေကိုယ်၌ဂျူးဘာသာရေးဆရာတွေကိုယ်၌ကပြန်လဲထောက်ပြပြီးဂါဇာတို့အီရန်တို့ဘက်ကရက်တည်နေကြတာဒါပေမဲ့မြန်မာနိုင်ငံကတကယ်ဘယ်လိုပြောမှမသိတဲ့ဗတ်မတူတဲ့နိုင်ငံရေးအစုဖက်ကွဲနေတယ်ဆိုတဲ့လူတွေအကုန်လုံးကပါအီရန်နဲ့အစ္စရေးနဲ့ဖြစ်တော့အစ္စရေးပါလက်စတိုင်းနဲ့အစ္စရေးနဲ့ဖြစ်တော့အစ္စရေးရုရှားနဲ့ယူကရိန်းနဲ့ဖြစ်တော့ယူကရိန်းတို့ခင်ဗျားတို့ထောက်ခံကြတယ်ဟုတ်လားအကျိုးကြောင့်ခံရလို့တဲ့မတရားခံရလို့တဲ့ငါတို့မတရားခံရတဲ့ဘက်ကဟိုကလောက်တာတရားလို့တော့တော်လိုင်းရေးဘက်ကနေပြီးငါတို့ကထောက်ခံတာငါတို့ကတော်လိုင်းရေးသမားတွေကဒီမိုကရေစီကဖက်ဒရယ်ကလို့ပြောကြတယ်ဟိုဘက်မှာပါလက်စတိုင်းကနေပြီးတော့တော်လိုင်းနေကြတဲ့လက်နက်ကန်တော်လိုင်းရေးသမားတွေကျွန်တော်ခင်ဗျားတို့အကြမ်းဖက်လို့ပြန်ခေါ်တယ်မတရားကြွကြခံရတဲ့အီရန်ဘက်ကိုကျွန်တော်ခင်ဗျားတို့ကပြန်ပြီးတော့မှတားခွင့်ရဘာသာရေးအစိုးရတို့တခါပြောပြန်တယ်ဘလို့ကြီးလဲဗျာဘာသာရေးအစွဲကြီးလို့အားကြီးတဲ့အမုန်းစိတ်တွေနည်းနည်းရှော့ပါလားဗျာနော်ဒါကျွန်တော်ပို့ပြနေပြောပြတာအဲ့တော့ဗျာကျွန်တော်တို့ကသူများအကြောင်းတွေပြောတာနည်းနည်းများသွားပြီအဲ့တော့ကျွန်တော်တို့အကြောင်းနည်းနည်းပြောရအောင်ပေါ့ဗျာတချို့တွေကကျွန်တော်ပြောကြတယ်ခင်ဗျားကဘာဖြစ်လို့အခုလိုချိန်ကြမှာကိုနဲ့မသက်ဆိုင်တဲ့တခြားအီရန်အစ္စရေးကိစ္စတွေထပြောရတာလေလို့မေးကြတယ်ဒါကအမေကျော်တွေးတော်လွမ်းတာလားလို့တချို့တွေကလည်းရစ်ရစ်တီတီပြောသမားတွေလည်းရှိတယ်အဲ့တော့ကျွန်တော်ကပြောချင်တဲ့အဖြေကရှင်းရှင်းလေးပဲခင်ဗျားတို့မြန်မာနိုင်ငံမီဒီယာတွေရဲ့ post အောက်တွေမှာရေးထားတဲ့ comment တွေတွားကြည့်လူမျိုးအတုံးသက်ဖြတ်ခံရတဲ့လူသားမဆန်စွာရရက်ဆက်ဆက်နဲ့ကလေးသူငယ်သက်ကြီးရွယ်ဦးအမျိုးသမီးမရွေးအကိုအသက်ခံနေရတဲ့အခြေအနေမှာအောက်ကနေလက်ခုပ်တီးပြီးတော့မှဝမ်းသာနေကြတဲ့လူတွေခင်ဗျားတို့တွားကြည့်ဒီလူတွေပဲလားဆိုတော့ဒီလူတွေကဒါတာမန်အခြေခံလူတွေဖြစ်နိုင်တယ်အခြေခံအဖြစ်နိုင်ငံရေးပုဒ်တာနေတဲ့လူဖြစ်နိုင်တယ်အများစုဒီစာပေပိုင်းဆိုင်ရာမှာအားနေတဲ့သူဖြစ်နိုင်တယ်ဒါကြောင့်မို့ဒါကတော့နားလည်ပြီးလို့ရတယ်ဆိုပေမဲ့ကျွန်တော်တို့ဒီလူတွေတင်ပက်လာဆိုတော့မဟုတ်ဘူးမြန်မာနိုင်ငံမှာကျွန်တော်တို့တရားမျှတရေးကိုလိုလားတယ်ဒီမိုကရေစီကိုလိုလားတယ်ဖက်ဒရယ်ကိုလိုလားပါတယ်လို့ပြောတဲ့အုပ်စုတွေအုပ်စုတည်တည်ဒီစကားပြောတယ်လက်ရှိမြန်မာနိုင်ငံမှာနိုင်ငံရေးဘက်တွေကွဲနေတယ်အဲ့အုပ်စုအကုန်လုံးတွားကြည့်သူတို့တုံးတဲ့စကားတော့ဒီမိုကရေစီပဲဒါပေမဲ့ဒီလိုလူတွေကိုနိုင်ကိုက post တွေတင်ပြီးတော့မှ comment တွေမှာကြည့်လို့ရှိရင်ရက်တည်မှုတွေကအချက်လက်ကိုအခြေခံပြီးရက်တည်တဲ့လူကမရှိတော့ရှားတယ်စိတ်ခံစားချက်ကိုအခြေခံပြီးတော့မှဘာသာရေးမုဒ္ဒိစိတ်နဲ့ရေးတဲ့သူတွေကများတယ်အဲကြောင့်မို့စကားပြောပြီးဟဲ့ဆိုလို့ရှိရင်ဘာသာရေးစကားကပါလာတယ်အစ္စလာမ်ကိုစော်ကားတဲ့ဟာကအနောက်ကတွဲပြီးတော့မှပါလာတယ်အဲဒါကြောင့်မလို့လဲကျွန်တော်ဒီလိုမျိုး post ကိုကျွန်တော်ထပ်တင်ရတာဖြစ်တယ်ကျွန်တော်ဖြေရရှင်းရှင်းလေးဘာလို့လဲဘာသာရေးအစွဲလူမျိုးရေးအစွဲတွေမတရားသဖြင့်များလာလို့စင်ချီတိုတရားတွေထုတ်အပ်သွားလို့စင်ချီတိုတရားတွေကွယ်လို့သွေးဆုပ်သွားပြီလို့ကျွန်တော်မပြောဘူးစင်ချီတိုတရားတွေထုတ်အပ်ပါပြီစင်ချီတိုတရားတွေကထုတ်သွားပြီအဲကြောင့်မို့ဒီထုံနေတဲ့စင်ချီတိုတရားတွေပြန်ပြီးအသိဝင်လာဖို့ကျွန်တော်ဒီလိုမျိုးအမိုးခံပြီးဒီစကားတွေပြောချင်းဖြစ်တယ်ဒီလိုပြောလို့ဟိုခုနကမြန်မာနိုင်ငံအတွင်းမှာရှိတဲ့သူကမှစင်ချီတိုတရားမရှိဘူးပြောချင်တာမဟုတ်ဘူးကျွန်တော်သုံးတဲ့စကားလုံးကိုကြည့်စင်ချီတိုတရားတွေထုတ်အပ်ပါလားသိဆုံးသွားပြီလို့ကျွန်တော်မသုံးဘူးဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်ဒီမြန်မာနိုင်ငံအတွင်းကဘက်သီးမှာလည်းပဲစင်ချီတိုတရားရှိတဲ့လူတွေကကြံနေသေးတယ်မထင်ရှားတာတော့ပဲအများစုရှိသေးတယ်တော့အများစုကပဲထုတ်အပ်နေတာအဲ့တော့ထုတ်အပ်နေတဲ့လူတွေကိုနည်းနည်းလေးပြန်လို့လဲလို့ရှိရင်စင်ချီတိုတရားရှိတဲ့အတိုင်းပဲပြန်ဖြစ်သွားနိုင်တယ်ဒါကြောင့်မလို့လဲကျွန်တော်ကစင်ချီတိုတရားထုတ်အပ်နေတဲ့လူလို့ကျွန်တော်တိုးတယ်ဒီထုတ်အပ်နေတဲ့သူတွေကိုပြန်ပြီးတော့မှစင်ချီတိုတရားတွေရရှိလာဖို့တော့ဒီဟာကို
ဒီလိုမျိုး post ကိုကျွန်တော်တင်ပြီးတော့မှဒီ video file လုပ်ပြီးပြောရခြင်းဖြစ်တယ်အဲ့တော့ခုနကကျွန်တော်ပထမပိုင်းမှာပြောတဲ့ကိစ္စတခုကျွန်တော်ကြံသွားတယ် update ကျွန်တော်ဒီ case မှာကျွန်တော်ပြန်ပြောချင်တယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်တနေ့တော့ကအီရန်ရဲ့ lot တော်မှာကျွန်တော်တို့ဒီအီရန်နိုင်ငံဒီအစတော့ကကျွန်တော်တို့ဒီ IAEA ရဲ့စောင့်ကြည့်မှုကိုခံယူတယ်ဒါပေမဲ့ဒီပြဿနာတက်ပြီးတဲ့နောက်ပိုင်းမှာစောင့်ကြည့်မှုမခံယူတော့ဘူးဆိုတဲ့အဆိုကိုသူတို့အတည်ပြုလိုက်ပြီဆိုတော့မကြခင်မှာအီရန်ဒီ IAEA ရဲ့စောင့်ကြည့်မှုလည်းမခံတော့ဘူး NPT မှာလက်မှတ်ထိုးတာကိုလည်းပဲသူကနှုတ်ထွက်သွားနိုင်ချေရှိတယ်ဒါကြောင့်မလို့လည်းပဲဒီနေ့မှာ IAEA ရဲ့အကြီးအကဲကထုတ်ပြန်တယ်အီရန်ကမကြခင်မှာနျူကလ িয়ার လက်နက်ကိုတဲ့ထုတ်လုပ်နိုင်ချေရှိတယ်တဲ့ဖြစ်မှာပဲလေသူတို့နျူကလ িয়ার လက်နက်မထုတ်ခင်လောခဲ့တဲ့25နှစ်ကတည်းကနက်တန်ယာဟုကထုတ်တော့မှငါတို့တိုက်တော့မှဆိုပြီးနီးမျိုးစုံနဲ့ပြဿနာရှာတယ်ဒီနေ့ကိုယ်တိုင်ကိုကြမတရားသဖြင့်အကြမ်းဖက်တိုက်ခိုက်တယ်ပြီးတော့အီရန်ဘက်ကစဉ်းစားကြည့်တရားဝင်လက်မှတ်တွေထိုးထားပါလေရနဲ့မတရားအကျူးကျော်ခံရတဲ့အခါမှာဘယ်သူမှအခောက်ခံမလုပ်ဘူးသူတရားဝင်နီးလန်းတိုင်းသွားတော့ကောက်ွယ်လုပ်ပြီးမှသူမရှိဘူးဆိုမှတော့မဖြစ်ဘူးငါတို့ကတော့နျူကလ িয়ার လက်နက်တာမရှိလို့ရှိရင်ငါတို့ဒီချက်မကအနိုင်ကျစ်တော့မှာအဲ့တော့ငါတို့နျူကလ িয়ার လက်နက်ကိုငါတို့တရားမဝင်တဲ့နီးနဲ့ဖြစ်ဖြစ်ငါတို့လုံမအပဲရတော့မှာငါတို့တရားဝင်တဲ့နီးနဲ့ငါတို့နျူကလ িয়ার စွမ်းအင်ကိုအသုံးပြုနေတာဟိုတော့မှငါတို့အကောင့်ပဲမလုပ်ပဲနဲ့ငါတို့တိုက်ခိုက်နေတာဆိုတော့မဖြစ်တော့ဘူးလို့ပြောမှာပဲလုံမှာပဲသူ့နေရာမှာကြံတဲ့လူဆိုရင်လည်းလုဖြစ်မှာပဲဟုတ်လားကမ္ဘာနိုင်ငံတွေအကုန်လုံးကဒီအခင်းချင်းကိုမကြည့်နေဘူးမထင်တဲ့နိုင်ငံတွေအကုန်လုံးကဒီအခင်းချင်းကိုကြည့်နေမှာပဲနိုင်ငံအသီးသီးကဒီလိုအတွေးခေါ်တွေမရှိဘူးမထင်တဲ့နိုင်ငံအသီးသီးမှာစီတဲ့စစ်တပ်တိုင်းဒီအတွေးခေါ်ရှိလိမ့်မယ်နျူကလ িয়ার လက်နက်မရှိလို့ရှိရင်ငါတို့အနိုင်ကျစ်ခံရမယ်နျူကလ িয়ার လက်နက်ရှိတဲ့မြောက်ကိုရီးယားဘယ်မှမတည်ရဘူးအမေရိကန်မတည်ရဘူးဘာဖြစ်လို့လဲနျူကလ িয়ার လက်နက်ရှိနေလို့အဲ့လိုအတွေးဖြစ်သွားပြီအီရန်ကိုထိရတဲ့အီရတ်ကိုအစဖျောက်လိုက်တယ်အာဖဂန်နစ္စတန်ကိုအစဖျောက်လိုက်တယ်ဟုတ်လားဘာလို့လဲနျူကလ িয়ার လက်နက်မရှိလို့ဆိုတာမျိုးသူတို့တွေးနိုင်တယ်တွေးနိုင်တော့နိုင်ငံတိုင်းလူကနျူကလ িয়ার လက်နက်ကိုမရရတဲ့အနေနဲ့ရအောင်လုပ်လာကြတော့မှာပဲဒီလိုပြဿနာတွေဒီလိုအကျိုးအကြောင်းတွေဖြစ်သွားအောင်အဓိကလှုပ်သွားတဲ့ဟာကလည်းပဲဒီ Israel လက်ရှိအစိုးရနဲ့လက်ရှိ US ရဲ့အစိုးရ US ရဲ့အစိုးရကတော့ကစားနေတာ Trump ကကစားနေတာကစားတဲ့ဟာကမတရားကစားတဲ့ဟာတွေဖြစ်နေတဲ့ဟာကြတော့အဆင်မပြေဘူးတစ်ဖက်မှာလည်းကျွန်တော်ကဘာရှိပြန်လဲလို့ရှိရင်အဲ့လိုမျိုးပြောလို့အီရန်အကုန်လုံးကောင်းတယ်အမေရိကန်လိုရမကောင်းအစ္စရေးလိုရမကောင်းဘူးလို့ပြောချင်တာလည်းမဟုတ်ပြန်ဘူးခက်တာကကျွန်တော်မြန်မာ community မှာရှိတဲ့အတိုင်းဝဲတွေကတစ်ဖက်ဘက်ကိုလက်မခံဘူးပြောလိုက်တဲ့နဲ့ဘယ်ကိစ္စပဲဖြစ်လက်မခံတော့ဘာမှပြောလက်မခံတော့ဒီလူဘလောက်ပဲအကောင်ဖြစ်လက်မခံတော့ဘူးသူဒီလူကောင်းတယ်လို့ပြောလိုက်လို့ရှိရင်ဒီလူဘလောက်ပဲဟိုပါပေါ့အစင်မပြေတာတွေလုပ်နေပြီစေမတရားတဲ့ဟာတွေလုပ်နေပြီစေဒီလူကောင်းတယ်ဒီလူမှန်တယ်ဖြစ်သွားကြတယ်ကျွန်တော်မြန်မာ community ဘာသာတိုင်းလူမျိုးတိုင်းလူလူမှာဖြစ်နေတဲ့ပြဿနာနော်ဒီကတော့တက္ကနာထားလိုက်ပါဒါတော့တွေးကြည့်ဒါဖြစ်တော့မှာအဲ့တော့ဒီလိုအခင်းကြီးတွေအကုန်လုံးပြန်ပြီးတုံးသက်ကြည့်လိုက်မြန်မာနိုင်ငံနဲ့ပြန်ပြီးနိုင်ရှင်ကြည့်ကျွန်တော်မြန်မာနိုင်ငံကြီးဘာဖြစ်နေလဲဘာကြောင့်ဖြစ်နေလဲအများစုကတော့ပြောမှာပေါ့ဒီမိုကရေစီမရှိလို့ဖက်ဒရယ်မရှိလို့လွတ်လပ်မှုမရှိလို့ဆိုပြီးပြောတယ်ဟိုဘက်အုပ်စုကရောဒီဘက်အုပ်စုကရောအုပ်စုတီးတီးကပြောကြတယ်ကျွန်တော်တို့ကမကြခင်မှာဒါဒီမိုကရေစီနဲ့အညီလွတ်လပ်တဲ့ရွေးကောက်ပွဲလုပ်တော့မှတစ်ဖက်ကလည်းငါတို့ကဒီမိုကရေစီလိုချင်လို့တိုက်နေတာတစ်ဖက်ကလည်းငါတို့ကဖက်ဒရယ်နဲ့အကုန်လုံးလွတ်လပ်ခွင့်ပေးမှာလို့ပြောကြတာပဲကျွန်တော်အကုန်လုံးကဒီမိုကရေစီဖက်ဒရယ်တို့ကျွန်တော်လွတ်လပ်ခွင့်တို့အကုန်လုံးကတော့ကြိုက်ကြတာပဲဒါပေမဲ့ဒါမကောင်းဘူးလားအရင်ကောင်းတာပေါ့ဗျာဒါပေမဲ့ကျွန်တော်စီမှာအခုလက်ရှိဒီအခင်းချင်းကနေမြင်လိုက်တဲ့ဟာကဘာလဲဆိုလို့ရှိရင်ကျွန်တော်စီမှာဘာသာရေးအစွဲလူမျိုးရေးအစွဲမတရားကြီးလုံးနေတယ်ဒီဟာကိုကျွန်တော်တို့မဖြုတ်နိုင်ဘူးကျွန်တော်ဒီဟာကိုကျွန်တော်တို့ကမပယ်နိုင်ဘူးဆိုလို့ရှိရင်ကျွန်တော် Federal Democracy မဟုတ်ဒီထက်ကောင်းတဲ့စနစ်တွေကျင့်သုံးရင်လည်းပဲကျွန်တော်တို့တိုင်းပြည်ကအခုလိုပဲလက်နက်ကန်တွေပေါ်လိုက်ဟိုလူမျိုးနဲ့ဒီလူမျိုးနဲ့တတ်လိုက်ဟိုသူနဲ့ငါနဲ့တတ်လိုက်ငါနဲ့သူနဲ့တတ်လိုက်နေပဲကျွန်တော်တိုင်းနိုင်ငံကြီးကအဲ့လိုမျိုးပဲသမိုင်းတွေတပတ်တည်းမဟုတ်အပတ်အခါခါအဲ့လိုလဲပြီးတော့ပဲသွားနေမှာအဲ့တော့ကျွန်တော်တို့အဓိက key point ကိုကျွန်တော်တို့မြင်ဖို့လိုတယ်ကျွန်တော်တို့ key point ကအဲ့လူမျိုးရေးဆွဲဘာသာရေးဆွဲကျွန်တော်တို့စီမှာဖြုတ်ချဖို့လိုတယ်အဲ့ဒီအရာတွေကိုလက်ရှိကများတဲ့များလာနေတယ်ပိုဆိုးတာကကိုယ့်ဘာသာကို pro democratic လို့ကိုယ့်ဘာကိုလက်ခံနေတဲ့သူတွေ liberal ဆန်တယ်ဆိုတဲ့ပြောတဲ့လူအများလူတွေကိုနဲ့ကိုကဒီလိုမျိုးလူမျိုးရေးဆွဲဘာသာရေးဆွဲရှိနေတဲ့အပေါ်မှာကျွန်တော်ပြောရချင်းဖြစ်တယ်အဲ့လိုပြောတဲ့နေရာမှာတစ်ဖက်တော့ပြောတာမဟုတ်ဘူးเนาะကျွန်တော်ရှင်းပြောတာကအီရန်ကိုဘာသာတူလို့လက်ခံတဲ့အုပ်စုတွေရောအစ္စရေးကိုအစ္စလာမ်မုန်းလို့လက်ခံတဲ့အုပ်စုတွေနဲ့အုပ်စုဆိုလို့ပြောတာเนาะဒီတော့ပြန်ပြောရလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြဿနာကเนาะအကုန်လုံးထက်ပို့ပြီးတော့မှသူတို့တွေမှာအရေးကြီးတာကဘာသာရေးနဲ့လူမျိုးတိုင်းပြည်ရဲ့အခြေအနေကိုမေ့နေကြတာတိုင်းပြည်ကိုတကယ်ချစ်တယ်ဆိုတဲ့လူတွေကလိမ့်တာကျွန်တော်အဲ့လိုပဲမြင်တယ်လူလိမ့်တွေလို့ပဲကျွန်တော်မြင်တယ်ကျွန်တော်ရိုးသားဝေဖန်တာဒီလူတွေအကုန်လူလိမ့်တွေပဲတိုင်းပြည်တကယ်ချစ်တဲ့လူတွေမဟုတ်ဘူးဘာလို့လဲဆိုရင်တိုင်းပြည်တကယ်ချစ်တဲ့လူတွေကအ ਨੇ စုပဲ
မရှိမို့ရှိတယ်အုပ်စုအသီးသီးမှာရှိတယ်အနည်းစုပဲကိုအုပ်စုကြီးထွားဖို့ကိုဂိုင်းကနကြီးထွားဖို့ပဲအများစုကဦးစားပေးတာကိုတိုင်းပြည်တကယ်ကောင်းစားဖို့လူလာတဲ့လူတွေအရင်နေတယ်နော်ဒါကြောင့်မလို့ဒီလိုမျိုးစကားတွေကိုအတိတရားစစ်ကြီးထုတ်တရားတွေထုတ်အနေတဲ့အတွက်ကိုဒီဟာတွေကိုဖြည့်ဖြောင်းနိုင်ဖို့အတွက်ကျွန်တော်လည်းဒီလို post တွေကိုဒီလို live လွှင့်ပြီးကျွန်တော်ပြောတာဖြစ်တယ်ကျွန်တော်တော်ရုံနဲ့မပြောဘူးမလွဲမရှောင်တာတဲ့အခြေအနေမို့လို့စကားတွေအများကြီးခြံပြီးကျွန်တော်ပြောတာအပေါ်ရန်လေးပဲကျွန်တော်ပြောတာအတွင်းကျကျကျွန်တော်မပြောလို့လည်းမရတဲ့အနေအထားဖြစ်နေလို့ဆိုစင်ကျင်ကြပါဗျာစင်ကျင်ကြပါကျွန်တော်တို့တကယ်ပဲကျွန်တော်တို့ကလူမှန်လားကျွန်တော်တို့တကယ်ပဲဒီမိုကရေစီကိုမျက်နှာတာလားကျွန်တော်တို့တကယ်ပဲလွတ်လပ်မှုကိုမျက်နှာတာလားကျွန်တော်တို့တကယ်ပဲတရားမျှတမှုကိုလိုချင်တဲ့လူတွေဟုတ်ရဲ့လားလို့ကိုယ့်ဘက်ကိုမျိုးလေးတွေပြန်မေးကြပါနော်ဒီတော့ပြန်ချုပ်ပြီးတော့ပြောရလို့ရှိရင်လည်းပဲဗျာနှစ်ဖက်လို့ကျွန်တော်ပြောပြပါပြီကျွန်တော်မြန်မာမွတ်စလင်အုပ်စုတွေကိုလည်းကျွန်တော်ပြောချင်တယ်အခက်တာကမြန်မာနိုင်ငံမှာနောက်တစ်ခုရှိနေတယ်ကြံခဲ့လို့ဒါကဘာလဲဆိုလို့ရှိရင်လူမျိုးနဲ့ဘာသာမကွဲတဲ့ပြဿနာလူတယောက်ပဲဘာသာကိုကိုးကွယ်လဲဆိုတော့ဒီလူရဲ့မျက်နှာကိုကြည့်ပြီးဆုံးဖြတ်တာအဲ့ဒီပြဿနာကလည်းတော်တော်ဆိုးတယ်တော်တော်ကိုအားနေတယ်ဒီပြဿနာကနော်ဆိုတော့ဘယ်လိုပဲထားလိုက်ပါဒါပြဿနာတစ်ခုနောက်တစ်ခုကကျွန်တော်တို့ကမြန်မာနိုင်ငံထဲမှာကျွန်တော်တို့မှာဘယ်လိုနီးလန်းတွေနဲ့ကျွန်တော်တို့တိုင်းပြည်ကိုကောင်းအောင်လုပ်မလဲစဉ်းစားကြည့်ဗျာတချို့တွေကဟာမြန်မာနိုင်ငံငါတို့နှိပ်ကော့တယ်ကွာဆိုငါတို့ထွက်မယ်ဆိုပြီးနိုင်ငံခြားကိုထွက်ကြတယ်တွားကြတယ်နော်ငါတို့နဲ့ဘာသာတူလို့ဆိုပြီးတော့မှငါတို့ကိုလက်ခံမလားဆိုပြီးတော့မှတော့မထင်လိုက်နဲ့ဟလာမြန်မာနိုင်ငံကနေတွားလိုက်တဲ့လူမလေးရောက်တယ်အစ္စလမ်ဒီဆိုလို့ရှိရင်လည်းပဲမလေးရောက်တယ်ဆိုပါစို့ဟိုမလေးမှာဖမ်းလို့စီးလို့ဆိုပြီးတော့ငါတို့နဲ့ဘာသာတူလို့ပြန်လွတ်ပေးလို့ဆိုတာမရှိဘူးခင်ဗျာပါခင်ဗျာဘယ်ဘာသာပဲကိုယ်ပဲခင်ဗျာမလေးနိုင်ငံအစ္စလမ်မို့လို့ငါလည်းအစ္စလမ်မို့လို့အခွင့်အရေးရမယ်မတင်နဲ့ကျွန်တော်တို့ကအစ္စလမ်ဘာသာဝင်တွေကမြန်မာနိုင်ငံထဲမှာတော့ကျွန်တော်တို့ကလားလို့အခုခံရတာနိုင်ငံတကာရောက်သွားကျွန်တော်တို့အကုန်လုံးကဗမာလို့ခေါ်ပြီးကျွန်တော်တို့ခွဲခြားကြတာပဲထို့တူပဲမြန်မာနိုင်ငံထဲကလူတွေကခုနဗုဒ္ဓဘာသာဝင်တွေကထိုင်းနိုင်ငံရောက်သွားလို့ငါတို့နဲ့ထိုင်းတဲ့ဗုဒ္ဓဘာသာချင်းအတူတူမို့လို့ငါတို့မဖမ်းဆီးလောက်ဘူးငါတို့ခွင့်ရပေးမယ်လို့မတင်နဲ့ဖမ်းလို့ရှိရင်ဗုဒ္ဓကလည်းဖမ်းတာပဲအစ္စလမ်ကိုလည်းဖမ်းတာပဲအကုန်လုံးဖမ်းတာပဲဟုတ်လားကျွန်တော်တို့အကုန်လုံးကိုသူတို့မြင်တာဗမာလူပဲမြင်တာတော့ရောက်တဲ့နေရာတိုင်းမှာကျွန်တော်တို့ကဗမာဆိုပြီးခွဲခြားခံရတယ်ဒါပေမဲ့ပြည်တွင်းထဲမှာကျတော့လူနည်းစုတွေကထပ်ပြီးတော့မှဗမာအင်အားကြီးတဲ့အုပ်စုတွေကလည်းထပ်ပြီးတော့မှကျွန်တော်တို့တို့မျိုးတို့ကခုနလိုမျိုးကလားတွေဆိုပြီးတော့မှထပ်ပြီးခွဲခြားကြပြန်တယ်ပြဿနာကအဲ့တော့ကျွန်တော်တို့တိုင်းပြည်ကိုတကယ်ကောင်းစားစေချင်တယ်ဆိုကျွန်တော်တို့မှာတခြားနည်းလမ်းမရှိဘူးကျွန်တော်တို့တိုင်းပြည်အတွင်းထဲမှာကျွန်တော်တို့မတူညီတဲ့ဘာသာတရားတွေမတူညီတဲ့လူမျိုးတွေရဲ့ကြားထဲမှာကျွန်တော်တို့မှာနားလည်မှုတွေရှိဖို့မျှတမှုတွေရှိဖို့အချင်းချင်းကျွန်တော်တို့ညီညွတ်နေနိုင်ဖို့ပဲကျွန်တော်တို့ဆွေးနွေးရပါကျွန်တော်ရဲ့နောက်လာနောက်သားမျိုးဆွတွေကိုစင်ကြေတူတရားအခြေခံတဲ့ဘာသာရေးလူမျိုးရေးအစွဲမရှိတဲ့သူတွေဖြစ်အောင်ကျွန်တော်တို့လုပ်ကြမှာကျွန်တော်ရဲ့ပညာရေးစနစ်တွေကိုမြင့်ရမှာလက်ရှိမှာပညာရေးကြောင်းကျွန်တော်ဘာမှပြောအင်အားမရှိဘူးတိုင်းပြည်မကောင်းနိုင်ငံရေးပြည့်စည်နေတယ်နိုင်ငံရေးမှာသဘောထားကွဲလွဲမှုတွေဖြစ်နေတယ်နေရာတိုင်းမှာဥပဒေဆိုတာစိုးမိုးမှုတွေဆိုတာပျောက်ဆုံးနေတဲ့အတွက်ကိုပညာရေးအကြောင်းကိုသိမပြောချင်ဘူးဒါပေမဲ့စင်ကြေတူတရားလို့ပဲကျွန်တော်တုံ့ပြီးပြောပြရတယ်ကျွန်တော်စင်ကြေတူတရားတွေရှိအောင်လုပ်ဖို့လိုတယ်ကျွန်တော်တို့ကကိုယ်တိုင်ကိုကြစင်ကြေတူတရားတွေကိုမသုံးနိုင်ဘူးဆိုရင်တောင်မှကျွန်တော်တို့ရှိမှရှိနေတဲ့ဘာသာရေးအမှုစိတ်တွေလူမျိုးရေးအမှုစိတ်တွေကျွန်တော်ရဲ့နောက်လာနောက်သားကျွန်တော်ရဲ့ music တွေကိုမထည့်ပေးကြပါနဲ့ဗျာအခုကအများစုကအဲ့လိုမျိုးတွေထက်ပေးနေကြတာကိုမင်းတို့လည်းပဲဘာမှမဆိုင်ဘူးထင်ရပေမဲ့ဒါ physically ပေါ့နော်ကျွန်တော်တို့ Iran ရဲ့ missile ကကျွန်တော်မြန်မာနိုင်ငံမှာလာမချက်ဘူး Israel ရဲ့ဒုံးကျည်ကကျွန်တော်စီမှာလာမချက်ဘူးဒါပေမဲ့ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာအရာအယူပိုင်းဆိုင်ရာအရာမှာတိုက်ရိုက်လာပြီးတက်ရောက်မှုရှိတယ်ရှိတဲ့တော့ကိုလည်းကျွန်တော်အဲ့လိုမျိုးထပ်ပြောခြင်းဖြစ်တယ်နော်နောက်တစ်ချက်ကျွန်တော်ပြောဖို့ကြံခဲ့တယ်ဒါဆယ်ရလည်းတော်တော်ဟိုဟာဖြစ်နေပြီခြေရလည်းတော်တော်ကြာနေပြီဒါပေမဲ့ကျွန်တော်ပြောဖို့ကြံတာကိုတော့နည်းနည်းကိုအောင်ပြောချင်တာနောက်တစ်ခုကမီဒီယာကိစ္စမီဒီယာဆိုတာကဗျပြည်သူတွေကိုနော်ဟိုအမှန်တရားကိုသိအောင်လုပ်ပြတာသူအကောင်းလည်းမဟုတ်ဘူးအဆိုးလည်းမဟုတ်ဘူးဟိုဘက်လည်းလိုက်လို့မရဘူးဒီဘက်လည်းလိုက်လို့မရအရှိတရားကိုချပြရတာခက်တာကမြန်မာနိုင်ငံမှာရှိတဲ့မီဒီယာတွေကကိုနဲ့ယူဝါဒတူရင်တူသလိုမတူရင်မတူသလိုကျွန်တော်တို့မီဒီယာတွေကိုလက်ပြည်သူတွေကိုလက်ဖြားပြီးတော့မှအသိစင်ကြယ်တို့တရားတွေတုံ့အပ်သွားအောင်လုပ်နေတာမိုက်တိုက်တဲ့မီဒီယာတွေဖြစ်နေတာကတော်တော်ကိုဆိုးတယ်အမှန်တရားကိုချပြပြီးအမှန်တရားကိုသိမှလူတွေကအမှန်ကိုမြင်ရမှာအဲ့တော့မျိုးလက်ချက်အမားတွေလည်းမဖြစ်တော့ဘူးသတင်းအချက်လက်အမားတွေလည်းမဖြစ်တော့ဘူးအယူမားတွေလည်းမဖြစ်တော့ဘူးအဖြေအမှန်ကိုအထုတ်နိုင်တယ်ပေးထားချက်ကိုတိုက်ကမားနေတယ်ဆိုလို့ရှိရင်အဖြေမှန်မထွက်ဘူးပေးထားချက်ကမှန်မှအဖြေမှန်ထွက်နိုင်ပါလေအဲ့တော့လက်ရှိမြန်မာနိုင်ငံမှာရှိတဲ့မီဒီယာတွေကတော်တော်ကိုကျစ်ဝတ်တွေမဲ့လာတော့ကျွန်တော်မြင်ရတယ်နော်မီဒီယာတွေရဲ့အခန်းကဏ္ဍကတော်တော်အရေးကြီးတယ်
Israel ကတုံးသွားတဲ့အဓိက viewer ထဲမှာ media viewer ပါတယ်ကျွန်တော်ဒေါက်တာအာဗီရှလင်းပြောတဲ့အထက်မှာ Israel ကနှစ်ပေါင်း40လောက် media ကိုတုံးပြပြီးတော့မှဒီဝါဒမိုင်းတိုက်ဖို့တကူစနစ်ကြလုပ်ခဲ့တာတကယ်လည်းပဲဟုတ်ပါတယ်နမူနာတွေလည်းအများကြီးရှိတယ်ကျွန်တော်ရဲ့ post ထဲမှာလည်းကျွန်တော်ရေးထားတယ်အများကြီးပဲဘယ်လိုတွေသတင်းကိုထိချန်ပြီးတော့မှဘယ်လိုတွေကျွန်တော်တို့ကလက်ဖြာတာလဲဆိုတော့ကျွန်တော်ပြောပြတာရှိပါတယ်ဒီအကြောင်း media အကြောင်းပြောလို့ရှိရင်တော့တိတက် live တခုပြောလို့ရတယ်တတိုင်းနိုင်မကကျွန်တော်တို့ပြောရမယ့်စကားတွေအများကြီးပဲဆိုတော့ဒီ media တွေရဲ့သတင်းတွေကိုလည်းပဲဆင်ခြင်ပြီးတော့မှယူကြပါထားရလို့ရှိရင်သတင်းကမှန်တယ်ဒါပေမဲ့ကျွန်တော်တို့ဝါဒဖြတ်တယ်အဲ့ဒါကိုကျွန်တော်တို့ကနားလည်ဖို့လိုတယ်ဆိုလိုချင်တဲ့ဘောဘယ်လိုဖြတ်တာလဲသတင်းအမှန်တင်တာပဲဘယ်လိုဝါဒဖြတ်တာလဲလို့မေးလိုက်တယ်ဥပမာနမူနာတစ်ခုပြောမှဆိုလို့ Israel နဲ့ Iran နဲ့ဖြစ်တဲ့စစ်ပွဲမှာ Israel က Iran ကိုမကြင်ညာဘဲနဲ့တိုက်တာသူတို့နိုင်ငံအကြီးအကဲတွေတပ်ဖြတ်ပလိုက်တာအဲ့တော့ Iran ကတုတ်ပြန်တဲ့အခါမှာမတုတ်ပြန်ခင်မှာ Iran ကဘာလုပ်လဲဆိုလို့ရှိရင် Israel ပြည်သူတွေကိုအကြောင်းကြားတယ်ခင်ဗျားတို့နိုင်ငံတည်းထွက်သွားကျွန်တော်တို့မကြခင်ခင်ဗျားတို့တိုက်ဖို့ရှိတယ် Israel ပြည်သူတွေတတိပေးပြီးတော့မှ Iran ကတိုက်တာဒုတိယတစ်ခေါက်ပထမတစ်ခေါက်မှာတော့ကျတော့ Israel ကမကြင်ညာဘဲနဲ့တိုက်တယ်ဒုတိယတစ်ခေါက်မှာ Iran ကကြင်ညာပြီးတိုက်တဲ့ခါကျတော့မှ तू ကလည်းပဲကျွန်တော်တို့ကစေရေးပြတ်မှတ်တွေကိုပြတ်မှတ်ထားတာပါပြည်သူတွေရှောင်ကျင်ပါဘာညာပါဆိုပြီးတော့မှ तू ကပြန်ပြီးတော့မှတင်တယ်အဲ့တော့ဒါပေမဲ့ media တွေကဘာလုပ်လဲဆိုလို့ရှိရင် Iran ဘက်ကကြိုပြီးတော့မှအကြောင်းပြရတယ်ပြောပြတယ်အသိပေးတယ်ဆိုတဲ့ကိစ္စတွေကို Iran ကမီဒီယာတွေကမတင်ဘူး Israel ဘက်ကပြည်သူတွေကိုအသိပေးတယ်ဆိုတဲ့ဟာတစ်ခုပဲကွက်ပြီးတင်တယ်အဲ့တော့သတင်းကမှားလို့ဆိုမမှားဘူးသတင်းအမှန်ပဲတကယ်လည်းပဲ Israel ကကြီးညာခဲ့တာလေအဲ့တော့ဒါပေမဲ့ထိတ်ချန်လိုက်တဲ့အတွက်ကိုသတင်းမှန်ပြီးမှထိတ်ချန်လိုက်တဲ့တော့ကျွန်တော်ဝါဒမိုင်းတိုက်သွားတယ်ဆိုချင်တဲ့ဘာကျွန်တော်ကဘယ်လိုမြင်သွားလဲဆိုရင်ဟာအီရန်ကတော်တော်စီးမက်ကမ်းမက်ကောင်းနေပဲဒီကောင်လက်နက်ရှူရှင်အကိုပတ်ပြီးတက်နေလားမသိဘူးလို့ထင်သွားတယ်အဲ့လိုဝါဒမိုင်းကိုတိုက်တာမြန်မာမီဒီယာတွေကဆိုအဲ့ဒါတွေကမကောင်းတဲ့လုပ်ရက်တွေအဲ့ဒါတွေကကျွန်တော်တို့ပြည်သူတွေမြန်မာ community ကိုကျွန်တော်တို့တွေကိုကြောင်ထဲကြအောင်စင်ချီလိုတရားတွေမဲ့သွားအောင်ကျွန်တော်တို့ရဲ့စင်ချီလိုတရားတွေတပ်ဖြတ်နေတာအဓိကတရားခံတဲ့မီဒီယာတွေဖြစ်နေတယ်မီဒီယာတွေအားလုံးမကောင်းဘူးလို့တော့မဆိုလို့တချို့မီဒီယာလေးတွေတော့မဆိုဘူးနောက်ပိုင်းတိုးတက်လာတယ်သတင်းကိုတင်ပြတဲ့မီဒီယာတွေလည်းရှိလာတယ်ဒါပေမဲ့အများစုသောမီဒီယာတွေကမကောင်းကြဘူးဒီလိုဝါဒမိုင်းတိုက်တဲ့မီဒီယာတွေပဲဖြစ်နေတာကကျွန်တော်တို့မကောင်းမီဒီယာထဲကလူတွေလည်းတချို့ကျွန်တော်သိရင်သိလိမ့်မယ်မီဒီယာဦးဆောင်ကြတဲ့သူတွေလည်းပဲနော်မတတ်နိုင်ဘူးဗျကျွန်တော်ပြောမှရမယ့်အနေအထားဖြစ်နေလို့ကျွန်တော်ပြောတာအဲ့တော့ကျွန်တော်မြန်မာပြည်သူတွေဘာသာလူမျိုးအသီးသီးကလူတွေကျွန်တော်ကအဓိကပြောချင်တာစင်ဂျီရိုတရားကိုတိုးပါမီဒီယာသတင်းတိုင်းကိုလည်းမယုံနဲ့ဘာသာတူလို့လည်းပဲဘာသာတူတိုင်းလိုက်ပြီးမထောက်ခံနဲ့နိုင်ငံရေးအရင်ရှုပ်ထွေးတယ်မျက်နှာနှစ်ဖက်အများတန်းရှိတယ်ကျွန်တော်တို့မြင်နေတယ်ဆိုရင်မျက်နှာကတစ်ဖက်ပဲနောက်တစ်ဖက်မှာဒီတက်မကတခြားသောသူတို့ရဲ့နောက်ွယ်ကအကြောင်းတရားတွေရှိတယ်အခုလည်းပဲဒီပြဿနာရဲ့ပြီးသွားမယ်လို့မထင်နဲ့ဒီပြဿနာကသူတို့အကုန်လုံးအကွက်တွေရွှေ့နေကြတာတကယ်တိုက်လို့ရှိရင်အီရန်မနိုင်ဘူးကျွန်တော်ရိုးသားပဲပြန်တာတကယ်အမေရိကန်ကနေလားငါလားဝင်ပြီးတိုက်ရင်အီရန်နဲ့အီရန်က Israel နဲ့ဒီ US ကိုနိုင်ငံကိုသူခံမတဲနိုင်ဘူးသူပြုတ်ကျသွားမှာဒါအရှိတရားဒါပေမဲ့ US ကလည်းမတိုက်ဘူးအီရန်ကလည်းမတိုက်ခင်မှာကြိုပြီးကြောင်းကြတယ်ခင်ဗျားတို့ကျွန်တော်တို့တိုက်မှာနော်ကာတာနိုင်ငံကဘယ်စစ်စကန်ကိုကျွန်တော်တို့ဘယ်မစ်ဆိုင်နဲ့ပြစ်ဖို့ရှိတယ်နော်ဆိုတော့ကလေးကစားလို့ကစားရတယ်ခင်ဗျားတို့မြင်တိုက်ရင်ကြည့်လို့ရပါတယ်ကျွန်တော်တို့ကလူမျိုးရေးပြောလိုက်ကျွန်တော်ကလည်းပါသွားတာပဲငါတို့ကရင်လို့ပြောတယ်ငါတို့ကရင်ဟာဖြစ်သွားတယ်ငါတို့ဗမာဆိုရင်ငါတို့ဗမာဖြစ်သွားတယ်ငါတို့ဗမာမွတ်စလင်လို့ပြောလို့ငါတို့ဗမာမွတ်စလင်ဆိုပါသွားကြတယ်ဟာငါတို့အစ္စလာမ်တွက်လို့ငါတို့ဗုဒ္ဓတွက်လို့ပြောလိုက်လို့ရှိရင်အကုန်လုံးကပါသွားကြတယ်စင်ချလိုတရားတွေခါတဲ့ထုံအပ်သွားတယ်ဒီကနေ့ကျတော့ကဘာကိုကစားပြီးတော့မှလက်ဖြားနေတာကလူတစုလေးပဲရှိတယ်အုံနောက်တွေကိုလွာသုံးပြီးတော့မှမျက်နှာနှစ်ဖက်နဲ့နော်ပုံစံမျိုးစုံနဲ့သူတို့ရဲ့အကျိုးမြတ်တွေကိုကစားနေတာခင်ဗျားတို့အဲ့ဒါတွေကျွန်တော်မြင်ဖို့လိုတယ်ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့ဘာသာလူမျိုးအစုပ်ကကျွန်တော်တို့သိရမှာကကျွန်တော်တို့တွေကလည်းဉာဏ်ကိုလွာပြီးသုံးရမယ်ကျွန်တော်တို့ community ကောင်းအောင်လုပ်ရမယ်ကျွန်တော်တို့စီမှာတိုင်းပြည်ချစ်တဲ့စိတ်တစ်ခုကိုတကယ်တိုင်းပြည်ချစ်တဲ့စိတ်နော်ကျွန်တော်တို့ရဲ့ဘာသာချစ်တဲ့စိတ်ကျွန်တော်တို့လူမျိုးချစ်တဲ့စိတ်ကျွန်တော်တို့ရဲ့ပါတီချစ်တဲ့စိတ်ကျွန်တော်တို့ရဲ့နယ်မြေချစ်တဲ့စိတ်တစ်ခုတည်းဆိုလို့ချင်တာမဟုတ်ကျွန်တော်တို့ရဲ့တိုင်းပြည်ကိုချစ်တဲ့စိတ်ကိုနံပါတ်1မှာရှိလာပြီကျွန်တော်တို့ဘုံရီမှန်းချစ်တွေရှိလာဖို့ကျွန်တော်စီမှာအရင်ကြီးကြည့်တယ်တိုင်းပြည်ချစ်စိတ်ရှိလာပြီတကယ်စေတနာမှန်နဲ့ချစ်လာပြီဆိုလို့ရှိရင်ကျွန်တော်စီမှာတဖြည်းဖြည်းနဲ့ကျွန်တော်အစွဲတရားတွေချွတ်သွားရမယ်ကျွန်တော်တိုင်းပြည်တကယ်ကောင်းစားဖို့အတွက်ကိုကျွန်တော်တို့ကလှုပ်ဆောင်သွားရမှာဖြစ်တယ်နော်ဒီအတွက်ကိုအချုပ်အနေနဲ့ပြန်ပြီးတော့မှသုံးသက်ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီရဲ့ဒီဗီဒီယိုဒီလိုမျိုးအကြောင်းတရားတွေပြောရတဲ့ဟာကတစ်အီရန်ကမတရားခံနေရလို့အီရန်ဘက်ကရက်တဲ့အကြောင်းပြချက်တွေကိုကျွန်တော်အစီအမံအများကြီးပြောပြပါပြီနှစ်ဘာကြောင့်မြန်မာနိုင်ငံမဆိုင်တဲ့ကိစ္စကိုပြောရလဲဆိုမဟုတ်မြန်မာနိုင်ငံနဲ့ physically မဆိုင်တာကျန်တဲ့တွဲရိုက်တော်နီးအားဖြစ်တော်လကောင်းဓာတ်ရိုက်အားဖြစ်တော်လကောင်း
ကျွန်တော်တို့ရဲ့ဒီစိတ်ခံစားချက်အရာတော်လာကောင်ကျွန်တော်တို့ရဲ့ logic အရာတော်လာကောင် theory အရာတော်လာကောင်ကျွန်တော်တို့နဲ့ဓာတ်ရိုက်သက်ဆိုင်မှုရှိလို့ကျွန်တော်ဒီအကြောင်းတွေထောက်ပြောတာဖြစ်တယ်နံပါတ်3ကျွန်တော်မြန်မာနိုင်ငံမှာနော်ဘာသာလူမျိုးတည်တည်မှာမကောင်းတဲ့လူရှိတယ်ကောင်းတဲ့လူရှိတယ်ကျွန်တော်စင်ဂျီလူတရားတွေကိုမဲ့နေတဲ့အုပ်စုတွေရှိတယ်စင်ဂျီလူတရားကိုသုံးနေတဲ့အုပ်စုတွေရှိတယ်ကျွန်တော်တို့ဒီမှာစင်ဂျီလူတရားသုံးတဲ့သူတွေကဘာသာလူမျိုးတည်တည်ကထွက်ပေါ်လာဖို့လိုတယ်ဆိုတာကိုပဲကျွန်တော်အဓိကပြောချင်တာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ free file ကလည်းအရန်ရှိသွားပြီဖြစ်တဲ့တော့ကိုအစိုးထိနားထောင်ခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်အစိုးထိနားမထောင်နိုင်ဘူးတော့တစ်ဖြစ်ဖြစ်နားထောင်ပြီးတော့သူခုရသွားမယ်ဆိုလို့ရှိရင်လည်းကျွန်တော်အများကြီးဝမ်းသာမိမှာပါကျွန်တော်ဒီ video file ကိုတော့ကျွန်တော်ရဲ့ဘဝမှာကျွန်တော်ဒီမန်ကန်တဲ့ဖက်မှာရက်တည်ခဲ့တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတော့ခေါ်ယူဝစ်ကြစွာလက်ပြလို့စွာကျွန်တော်တစ်ချိန်ကြလို့ရှိရင်ပြန်ပြောနိုင်ဖို့အတွက်ကိုဒါကိုမှတ်တမ်းတစ်ခုအနေနဲ့ကျွန်တော်ဒီ video file လေးတင်ရခြင်းဖြစ်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာဘေးရန်ကင်းကွာလုံခြုံပြီးတော့မှစိတ်ချမ်းသာကိုယ်ကျမ်းမာစွာနဲ့နေနိုင်ကြပါစေလို့ဆုတောင်းရင်းရနေပြီးတော့မှကျွန်တော်ဒီ video file လေးကိုဆုပ်သက်လိုက်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်